မှုကအလုံးတင်တယ်3လောက်လောက်ပြီးပြီဖြစ်လို့နောက်ဘက်ဆိုရင်သူ့ရဲ့အလုံးတင်ကာလပြီးတော့မှဖြစ်ပေမဲ့အခုချိန်ထိချော်လွဲနေတော့ဖြစ်ပါတယ်အဲမှုကခရစ်စမတ်မတိုင်ခင်ဆင်းရမယ်ရှုံးကိုနှုတ်ဆက်နေပေမဲ့ဟိုကတော့ခရစ်စမတ်ကိုမုန်းနေကြောင်ပြောပြီးထွက်သွားပါတယ်ခူရိုတိုကလည်းနောက်ထပ်ဂန်ဆက်တစ်ခုကိုဖန်တီးနေပြီးဂန်ဆက်ပြီးဖို့အတွက်တေချင်းတရားရဲ့အချက်လက်တွေကိုလိုအပ်နေပါတယ်ဆေးရုံကနေဆင်းသွားပေမဲ့ရှုံးမအပြုံးတွေပြောင်းနေရကြအဲမှုတို့ကသူ့အကြောင်းကိုပြောနေကြပြီးရုတ်တရက်ရှုံးကညလုံးနေသွားပြီးဒီခန္ဓာကိုယ်ကငါဟာလို့ပြောပြီးအဝေးကိုထွက်သွားပါတယ်ဘတ်စတာဘိုင်ယမန်တီရဲ့အဲမှုကလည်းနောက်ကနေပြေးလိုက်သွားပြီးရှုံးရဲ့ကိုရီးယားနဲ့ဘတ်စတာထွက်လာပါတယ်ထွက်လာတဲ့ဘတ်စတာအဲမှုနိုင်ယူခဲ့တဲ့စတက်လီဖြစ်နေပြီးဒါပေမဲ့အုံထုတ်ရောင်ကတော့ကွဲနေပါတယ်စတာလီလည်းသူကအဆင်းညစ်သွားပြီလို့ပြောနေပြီးအဲမှုကတိုက်ခိုက်ဖို့ကာမရိုက်တာအထက်ကိုပြောင်းလိုက်ပြီး level 3ပုံစံမှာပြောင်းလိုက်ပါတယ်အဲ့လိုနဲ့တိုက်ခိုက်ကြတော့စတာလီရဲ့သူကြီးပဲခံနေရတာကြောင့်အေစစ်ကလည်း level တက်သွားပြီဆိုတော့သိလိုက်ပါတယ်စတာလီလည်းအေစစ်ချတော့ over ခံနေရပြီးသူ့ကိုလည်းအနက်ရောက်အေစစ်ကရောက်လာပါတယ်အေစစ်လည်းအနက်ရောက်အေစစ်ကိုတိုက်ခိုက်ဖို့ Dragon Gun နဲ့ level 5ပုံစံကိုကြောင်းနေပြီးပုံစံကြောင်းတဲ့အချိန်မှာနဂါကအနက်ရောက်အေစစ်ရဲ့တိုက်ခိုက်တာတွေကိုကာပေးနေပြီး level 5ပုံစံကိုကြောင်းလိုက်ပါတယ်အေစစ်က level 5ကစားရဲ့စွမ်းအားတွေကိုမထိချုံနိုင်သေးရကြောင်းတိုက်ခိုက်မှုတွေကရှင်းမရောက်ဖြစ်နေပြီးရုတ်တရက်နဂါကထပြန်သွားတာကြောင့်အေစစ်ကနေရာနဲ့တိုင်းမိသွားပါတယ်ပေါ်ပြီးလည်းအေစစ်ကိုဖင်မရဖို့ပြောနေပြီးအေစစ်ကတော့မှောက်နေပါတယ်အဲမို့ကဆေးရုံကနေဆေးရတော့မှရှင်းကိုတောင်းပန်နေပြီအញ្ញံကူပေးမှလို့ပြောနေပေမဲ့ရှင်းကတော့အိမ်မညက်ခြင်းပါဘူးအဲမို့လည်းရှင်းကိုပြောအောင်လုပ်ပေးဖို့ဆက်စားနေပြီတချင်းရဒေါက်တာသူ့ကိုဂိမ်းဆက်ပေးခဲ့တာကိုတတိယပြီရှင်းကလည်းသူကြိုက်တာကိုပေးဖို့ရမာတာကိုရှင်းကဘာကြိုက်တာလဲလို့မင်းနေပါတယ်ရမာတာလည်းခွေများတဲ့မုန်းတွေကိုကြိုက်တယ်လို့ပြောနေပြီအဲမို့လည်းခဏအပြင်သွားအောင်မယ်လို့ထွက်သွားနေတယောက်စီကနေဖုံးဝင်လာပါတယ်ခီရီကလည်းခူရိုတိုစီကိုရောက်နေပြီလွန်ခဲ့တဲ့16နှစ်ကခိုတာလူကကာမရိုက်တာနဲ့ကန်းကြီးရဲ့ခွဲစိမ်းမှုတစ်ခုကိုလောက်ခဲ့လာလို့မင်းနေပြီခူရိုတိုကတက်တဲ့ရှိလို့လားလို့ပြောနေရကြသူကရအောင်စုံစမ်းမှလို့ပြောနေပါတယ်ခတ်တော်မဲ့ခီရီယာကိုခူရိုတိုကခဏနေဦးလို့ပြောလိုက်ပြီးအဲ့နောက်အဲမိုဟီရိုနဲ့တိုက်ကားတို့ကလည်းရောက်လာပါတယ်ခူရိုတိုလည်းအားလုံးရဲ့စူးစမ်းမှုကြောင့်ဂိမ်းကိုရှင်းလိုက်နိုင်ပြီးတကိမ့်မိုက်ချန်တော့တဲ့အကြောင်းကိုပြောနေပါတယ်ခူရိုတိုကစီယာဌာနမှာလူနာအသေးချောင်းနေရကိုလည်းသိနေပြီထိုလူနာကဘတ်စတာ level တက်သွားတယ်စတာလီဆိုတော့ကြိုပြနေပြီအနက်ရောက်အေစစ်ကဘတ်စတာဘိုင်းရက်တွေကိုလိုက်ခက်နေရဖြစ်တဲ့အကြောင်းပြောနေပါတယ်အားထောက်ကြောင့်သူ့ကိုနိုင်ယူပြီးကျန်နေသေးရဲ့ဂက်ဆက်ကိုယူပေးဖို့ပြောနေပါတယ်နောက်ပြီးကျမ်းမာရေးဝန်ကြီးဌာနကလည်းခီတီရပြောသလိုမယုံရဘူးလို့ပြောနေရကြောင်းအဲမို့လည်းလူတယောက်ကိုယုံဖို့အကြောင်းပြချက်လိုသေးရလားလို့ပြောပြီးထွက်သွားပါတယ်အားလုံးပြန်တော့ခီရီကလည်းခူရိုတိုဘာလို့ချင်နေရလဲလို့မင်းနေပြီခိုးကလည်းဘတ်စတာဘိုင်းရက်တွေကိုတိုက်ခဲဖို့ပါလို့မျက်နှာပြောင်တိုက်နေပါတယ်လွန်ခဲ့တဲ့16နှစ်ကအဲမှုရဲ့ခွဲစိမ်းမှုမှတောင်းခီရီကလည်းရသွားပြီခွဲစိမ်းတဲ့နေရာမှာအတူရှိခဲ့တဲ့လူကိုခိုတာတို့ကဘာတွေထူးဆန်းတယ်လို့သိတယ်လို့မင်းနေပါတယ်လက်တောက်ဆရာဝင်လည်းခွဲစိမ်းမှုပြီးမှတော့ဂိမ်းစက်တစ်ခုကိုပေးခဲ့တဲ့အကြောင်းကိုပြောနေပြီထိုခင်းရအလိုရေပန်းစားတဲ့ဂိမ်းတစ်ခုပါလို့ပြောပါတယ်လက်ရှိမှာအဲမှုကခရစ်စမတ်ကာလဖြစ်နေရကြလူကျက်နေတဲ့ဂိမ်းမို့ဆိုင်မှာဂိမ်းမို့ကိုရောက်အောင်ဝယ်နေပါတယ်လက်ထောက်ဆရာဝန်လည်းခိုတာတို့ကိုလူနာနဲ့ဆေးရုံကဆရာဝန်တိုင်းရယုံကြည်လေးစားရတဲ့သူတဦးဖြစ်တဲ့အကြောင်းကိုပြောနေပါတယ်ခက်ခဲနဲ့ဂိမ်းမို့ကိုရှုံးတဲ့ရအောင်ဝယ်ခဲ့ပေမဲ့ရှုံးကမလိုချင်မှုပြောတော့ကြောင့်အဲမှုကထူးဆန်းနေပါတယ်တချင်းရဒေါက်တာခိုတာတို့ကသူ့ကိုဂိမ်းဆက်ပေးပြီးကြောင်းအောင်လုပ်ပေးသလိုမျိုးရှုံးကိုလုပ်ပေးခြင်းပေမဲ့မရတဲ့အကြောင်းကိုပြောနေပါတယ်ရုတ်တရက်အဲမှုစီကိုဖုံးဝင်လာပြီးဖုံးဆက်တဲ့သူကခိုလိုတို့ဖြစ်ပြီးရှုံးကိုအញ្ញံဆုံးသူ့စီကိုလွှဲပြောင်းပေးဖို့ပြောနေပါတယ်ကျမ်းမာရေးဝန်ကြီးဌာနကစစ်စစ်ဆရာရှိတို့လောက်ခိုင်းတာဖြစ်တဲ့အကြောင်းနဲ့ဒီအကြောင်းကိုသူတို့ပဲသိပါစီလို့ပြောပါတယ်အားဒါကြောင့်အဲမှုရဲ့စိတ်ထဲမှာခိုတာတို့ကိုယုံကြည်တဲ့စိတ်တွေရဲ့တန်တရားထစ်လာပြီးခိုတိုကလည်းသူထိုင်ခဲ့တဲ့စီးရီကိုထိုင်ကိုနှုတ်ဆက်ပါတယ်လို့ပြောနေပါတယ်ခီရီယာကလည်းအဲမှုပြောခဲ့တာကိုကြက်စစ်စားနေရင်သူယုံပါတယ်လို့ပြောနေပါတယ်အဲမှုကခိုတိုပြောထားတဲ့နေရာကိုရှုံးတဲ့သူရောက်လာပေမဲ့သူ့စီကိုရောက်လာတဲ့သူကအနက်ရောက်အေစစ်ဖြစ်နေပါတယ်အဲမှုလည်းရှုံးကိုဘာလို့ချင်တာလဲလို့မင်းနေပြီးအနက်ရောက်အေစစ်ကလည်းတည်ချင်းတရားရဲ့ data ကိုလိုချင်တာလို့ပြောနေပြီးအဲမှုက level 5ပုံစံမှာတခါတည်းကြောင်းပြီးတိုက်ခိုက်ဖို့လုပ်နေပါတယ်အေစစ်တို့တိုက်ခိုက်နေတဲ့နေရာကိုခီရီယာလည်းရောက်လာပြီးသူကခိုတာတွေရဲ့မိတ်ကြောင့်လုံနေရတာပါဆိုတဲ့အနက်ရောက်အေစစ်ကြောင့်အေစစ်ရဲ့ယုံကြည်မှုတွေရဲ့ရော်ရဲလာပြီး level 5ကက်ဆက်ကိုထိမရဖြစ်နေပါတယ်အချင်းနဲ့မခံနိုင်ကြောင့်ခီရီယာအနက်ရောက်အေစစ်ရဲ့တိုက်ခွက်ကိုမထိအောင်ကဲလိုက်ရပြီးအေစစ်ကိုလူတယောက်ကိုယုံကြည်ဖို့အကြောင်းကြားချက်မလိုဘူးလို့ပြောခဲ့တာကိုတတိဖော်ပေးနေပြီးကိုယ့်ရဲ့နှလုံးသားကပြောတာကိုပဲယုံမှုပြောပါတယ်ခီရီယာကြောင့်အေစစ်က level 5ရဲ့ဆုံးအောင်ကိုထိနိုင်သွားပြီးခီရီယာလည်းအေစစ်ကိုအတူတိုက်ခိုက်ပေးမယ်လို့ပြောပါတယ်သူတို့စီးနေတဲ့နေရာကိုဟီရိုနဲ့တိုက်ကားပါရောက်လာပြီးအနက်ရောက်အေစစ်ကိုဆုံးသတ်လိုက်ရင်ဘတ်စတာဘိုင်းရဲ့ပြဿနာပြီးသွားမှဖြစ်တာကြောင့်အားလုံးကကာမရိုက်တာတွေထိကိုကြောင်းလိုက်ကြပါတယ်အဲ့နောက် level 5ပုံစံမှာကြောင်းလိုက်ကြပြီးအနက်ရောက်အေစစ်ကိုစုံကြီးဝိုင်းလောင်းနေပါတယ်စူပေါင်းတိုက်ခွဲကြောင့်အနက်ရောက်အေစစ်လည်းသွေးတုံးမဲ့ကြံတော့ပြီးသွေးကိုရင်သွေးမှဖြစ်တာကြောင့်အရှုံးပေးလိုက်ဖို့တိုက်ကားပြောပါတယ်အနက်ရောက်အေစစ်လည်းဂတ်ဆက်တစ်ကိုဘတ်ဖိုက်စာလေးကိုထည့်လိုက်ပြီးဖိနေရှာကွက်နဲ့ရှုံးအောင်တိုက်ခိုက်ဖို့လုပ်နေရကြောင်းအေစစ်ကအမိနဲ့ရိုက်ပြီးကပေးလိုက်ရပါတယ်တိုက်ခိုက်ခံလိုက်ရတာကြောင့်အနက်ရောက်အေစစ်ရဲ့သွေးတဲ့တုံညာထိကိုရောက်သွားပါတယ်ဂိမ်းအောင်ကလီယာလောက်လိုက်တဲ့အဲမှုကတော့စပိန်ဂတ်ဆက်ကိုရသွားပြီးသွေးတိုက်ခုန်သွားလို့တေတုံးမဲ့အနက်ရောက်အေစစ်ကသူ့ကိုယ်သူဘတ်ဖိုက်ဆိုင်နဲ့ထိုးလိုက်တာကြောင့်တေချင်းတရားနဲ့လွတ်သွားပါတယ်အနက်ရောက်အေစစ်လည်းသူနဲ့မရကာမရိုက်တာကန်လို့မေးဆက်နေပြီးသူ့ရဲ့တရုံးမှန်အောင်မှပြလိုက်ပါတယ်အားလုံးနဲ့ခီရီယာပြောတာမှန်နေရကြောင်းအော်နေပြီးအဲမှုလည်းခဏကသူတို့နဲ့တပွဲတည်းမဟုတ်ဘူးလားလို့ပြောနေပါတယ်
ခူရိုတိုလည်းသူကအဆုံးသတ်ဂိမ်းကိုဖန်တီးနိုင်ဖို့မင်းတို့ကိုစမ်းသပ်လိုက်တာလို့ပြောနေပြီသူတို့ရဲ့ဂိမ်းကခုမှစမှာလို့ပြောနေပါတယ်သူတို့ကနေရာနဲ့မှဘိုင်းရန်တီကိုချမ်းကျက်ထားတာကြောင့်လူတွေကအချိန်မရဂျိုးကထင်နိုင်ပြီမင်းတို့ရဲ့ကက်ဆက်တရားပဲသူတို့ကိုကယ်ပေးနိုင်မှာလို့ပြောပြီးဖတ်သွားပါတယ်ခူရိုတိုလည်းသူတို့ပုံမို့လုပ်ထားတဲ့နေရာကိုစိုးရီစိုးရက်နဲ့ရောက်လာပြီးဘက်ဖိုက်စာတွေကကက်ဆက်ကိုထုတ်လိုက်တော့ထိုကက်ဆက်ကဒိန်းကြတဲ့ဇွန်ဘီကက်ဆက်အထိပြောင်းသွားပါတယ်အရင်ပိုင်းမှာကာမရိုင်းလာဂိုင်ရန်တရုံမှခူရိုတိုဆိုတော့အားလုံးကတည်သွားကြပြီခူရိုတိုကလည်းဒိန်းကြတဲ့ဇွန်ဘီဆိုတော့ကက်ဆက်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်အတိတ်မှန်အောင်တည်သွားတာကြောင့်အဲမှုကခီတီရပြောတာတွေကမှန်နေရကြောင်းမယုံခဲ့မိလို့တောင်းပန်နေပါတယ်အဲမှုလည်းလွန်ခဲ့တဲ့9နှစ်ကတည်သွားတဲ့ငွေချင်းကဘလို့မတော်တဆမှုလဲလို့မေးနေပါတယ်ခီတီကလည်းအမှန်တရားတွေကပြောရမကောင်းမှုလို့ပြောနေပြီတငယ်ချင်းကိုဘတ်စတာဖိုင်ရဲ့ကူးစက်ထားရလို့ပြောပြီးရင်တော့သူကတုံလို့ပြီးယောဂကြောင့်မို့ပဲမတော်တဆမှုကြောင့်တည်သွားပါတယ်အားအားကြောင့်သူကဘတ်စတာတွေဘလို့ဖြစ်လာလဲဆိုတော့စုံစမ်းနေရကြပြီအဲမှုလည်းမင်းကတော့ကလေးထုခုကိုပဲဆက်လုပ်ပြီးကျန်တာကိုသူကပဲဖြည့်ရှင်းလိုက်မယ်လို့ပြောပါတယ်ကာမရိုင်းနာကခူရိုတိုဖြစ်နေရကြောင်းကာကာမီရဲ့အန်နေပြီခိုတာတို့ကလည်းဒီကိစ္စမှာခူရိုတိုတယောက်တည်းရဲ့ပဲတရခန့်ဖြစ်ပြီးဒါတော့ကျသူ့ကိုရှာမတွေ့သေးပေမဲ့ကျန်တာကိုသူတို့ကပဲဆက်လုပ်လိုက်မယ်လို့ပြောပါတယ်အဲမှုလည်းယာမာတာကိုရှုံးကဂိမ်းမမကြိုက်ဘူးလို့ပြောခဲ့တဲ့အကြောင်းကိုပြောပြနေပြီယာမာတာလည်းအဲ့ဒါအဖေဖြစ်သူနဲ့သူကဂိမ်းမဆိုင်မှာပဲအချိန်ကုန်နေရကြောင်းထင်တယ်လို့ပြောပါတယ်ခရစ်စမတ်ရောက်တဲ့ရှုံးကဒုက္ခပေးလေးစီပြီးဒီတစ်ခေါက်မှတော့တေးပမောကနေပြုတ်ကြပြီးခြေချောက်ကျိုးသွားတယ်လို့ပြောပါတယ်အဲမှုလည်းရှုံးကဘယ်လိုတေးပမောတက်တာလဲဆိုတော့သိအောင်သူကိုယ်တိုင်တက်ကြည့်နေပါတယ်ခီရီယာကလည်းထောင်ကျနေတဲ့ခူရိုတိုရဲ့ဖေဒန်မာဆာမာနဲ့စီကိုရောက်နေပြီထောင်ကျရတဲ့တကယ်အကြောင်းရင်းကိုမင်းနေပါတယ်အဲမှုလည်းရှုံးစီကိုရောက်လာပြီသူလည်းငငယ်ကတယောက်တည်းနေခင်းရတဲ့ချိန်တွေဆိုပါရှိပြီအဲ့ဒီချိန်တွေမှာသူကဂိမ်းဆောင်ရဲ့ဂိမ်းသေးတွေကိုဖန်တီးရဲ့ချိန်ကုန်ခဲ့ရလို့ပြောပါတယ်သူလည်းတိပစ်မော်ကိုတိုက်ကြည့်ခဲ့တဲ့အကြောင်းပြောနေတော့ယောဂကထားဖောက်လာပါတယ်အမှန်တော့ယာမာတာကိုစတာလီရဲ့တိုက်ခိုက်နေရကြောင်းယောဂကထားဖောက်နေရဖြစ်ပါတယ်စတာလီစီကိုလည်းအဲမှုတို့ကရောက်လာပြီအဲမှုကတိုက်ခိုက်ဖို့ကာမရိုင်းတာအေးစေးထစ်ကိုပြောင်းလိုက်ပါတယ်အဲ့တော့အသေးရလာတဲ့စပိန်ကတ်ဆက်နဲ့ level 3ပုံစံကိုပြောင်းလိုက်ပါတယ်စတာလီနဲ့အေးစေးကိုတိုက်ခိုက်ဖို့ဘတ်စတာကောင်လေးကိုထုတ်လိုက်ပြီးဟီရိုကလည်းအေးစေးကိုလာကူပြီးတိုက်ခိုက်ပေးနေပါတယ်အေးစေးလည်းစပိန်နဲ့ဘတ်စတာတွေကိုရှင်းလိုက်ပြီးပုံနေရတဲ့ထွက်လာတဲ့အိုက်တန်ကြောင့်အေးစေးကခရစ်စမတ်ဘာရှင်းကိုပြောင်းသားပါတယ်ရမ်မာတာလည်းအဲမှုပြောနေရလို့ရှုံးဝါပါလို့တိပမော်တက်တာလဲဆိုတော့တိပီကိုပြောနေပြီအမေထီးသူကို surprise တိုက်ချင်လို့ပန်စီလုံးနေရရှုံးကတိပမော်ကနေပြုတ်ကြတာဖြစ်ပြီးခရစ်စမတ်မှာကိန်းမှုလုံးနေရလို့အချိန်မပေးနိုင်တဲ့ရှုံးကိုရမ်မာတာကိန်းမုံလုပ်ပြီးတောင်းပန်နေပါတယ်အေးစေးကစတာလီကိုအယုံနဲ့တိုက်ခိုက်နေပြီးပေါ်ပီကလည်းပုံနှစ်ခုကိုခွဲလိုက်ပြီးခွဲလိုက်တဲ့အိုက်တန်ကသူနဲ့ဟီရိုကိုခရစ်စမတ်ဘာရှင်းပြောင်းပေးလိုက်ပါတယ်အဲ့တော့ဘရီရဲ့တီဂျင်နဲ့ပေါ်ပီရဲ့ခရစ်စမတ်သချင်းကိုဖွင့်ပြီးကနေပါတယ်အဲ့လိုနဲ့အေးစေးနဲ့ဖရီလည်းစတာလီကိုဆုံးသက်လိုက်ပြီးစတာလီကိုတော့ပါရာတို့ကဘတ်ဖိုက်စာနဲ့ဆုတ်သွားပါတယ်တချင်းပြီးတော့ဘော်ဘီယာကနေသေးရကြောင်းအဲမှုကတားနေရပါတယ်အမှန်တော့ဘော်ဘီယာဒိုရီမီဗာဘီရီယာဘတ်စတာတကောင်ဖြစ်ပြီးအဲ့ဒါကိုလည်းအဲမှုနဲ့ဟီရိုကတီးပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့ကိုကာရီနာအာဆူနာဂျပန်လိုယာယီတူနာတီတို့နာမည်ပေးထားတာဖြစ်ပါတယ်ဒီနေ့ခရစ်စမတ်မှာအကောင်းဆုံးလက်ဆောင်ကိုရလိုက်တဲ့ရှုံးကအဲမှုကိုကျေးဇူးတင်နေပါတယ်ပါရာတိုပြန်ယူလိုက်စတာလီရဲ့ဒေတာကိုတော့ခူရိုတိုကကာမရိုက်တာခရိုနီကယ်ဂိမ်းဖန်နေတဲ့နေရာမှာသုံးမှာဖြစ်ပါတယ်အဲမှုတို့ကရှုံးမေးပေးထားတဲ့ဂိမ်းမို့ကိုစားနေကြပြီအဲမှုကဒီတစ်ခေါက်ဘတ်စတာထူးဆန်းတဲ့အကြောင်းကိုပြောပါတယ်အကွဲဆက်ရသေးခင်မှာတဲ့လူနာခန္ဓာကိုယ်ကနေခွဲထက်သွားတယ်ပြောတာကြောင့်ဟီရိုလည်းအဲ့ဒါဘိုင်းရဲ့ညိုးဖေးစာပြောင်းလဲသွားတာလို့ပြောပါတယ်အဲ့ဒီချိန်အဲမှုစီကိုခီရီယာပုံဆက်လာပြီးအရေးကြီးမျိုးစရာရှိတယ်လို့ပြောပါတယ်ခီရီယာတိုက်ကားကိုလည်းခေါ်ထားပြီးချိန်ထားတဲ့နေရာကိုသွားနေတဲ့တိုက်ကားစီကိုစိုက်ဘာနီကိုဆိုတဲ့သူကရောက်လာပါတယ်ခီရီယာစီကိုအရင်ဆုံးရောက်လာသူကခူရိုတိုဖြစ်နေပြီအကြောင်းကတော့သူ့ဖေးစီကိုခီရီယာသွားခဲ့လို့ဖြစ်ပါတယ်ခီရီယာလည်းလွန်ခဲ့တဲ့16မိနစ်ကအဲမှုရဲ့ခွဲစိတ်မှုမှာခူရိုတိုပါနေမိထင်တာကြောင့်စုံစမ်းနေရလို့ပြောပါတယ်ခူရိုတိုလည်းခီရီယာကိုအသိလောက်ထားတဲ့ဂက်ဆက်ကိုပေးလိုက်ပြီးအဒီယန်လန်နေနဲ့ဒီကိစ္စကိုနှုတ်ပိတ်ထားရမယ်လို့ပြောပါတယ်ခီရီယာလည်းဂက်ဆက်ကိုယူပြီးခူရိုတိုရဲ့ကမ်းလှမ်းမှုကိုညှင်းလိုက်ကဒီเจ้าတွေကိုတခြားသူတွေသိအောင်ပြောမှလို့ပြောနေဂက်ဆက်ကိုနှိမ့်လိုက်ပါတယ်အဲ့နောက်ကာမရိုက်တာလေဆာထက်ကိုကြောင်းလာပြီးခူရိုတိုပေးထားတဲ့ဂက်ဆက်ကိုတုံးကြည့်တော့လေဆာရဲ့ခန္ဓာကိုယ်ကဒိုင်းမွေးတွေထိနေပြီးသူရတရုံးမဲ့ကျက်မာတော့တယ်ခူရိုတိုလည်းမေလုံးနေရာတွေကမှားနေရလို့ပြောနေပြီဂက်ဆက်ကိုယူပြီးခါမှအသွင်ညမ်းမှုဘတ်ဖိုက်စာကိုတက်လိုက်ပြီးဂက်ဆက်ကိုနှိမ့်လိုက်တော့ဂေးအေရီယာပေါ်လာပြီးသူတို့စီကိုလာနေတဲ့အဲမှုတို့ရဲ့ရှေ့မှာဘတ်စတာတွေကပေါ်လာပါတယ်အဲမှုတို့လည်းရုတ်တရက်ဘတ်စတာတွေပေါ်လာလို့ထူးဆန်းနေပြီခူရိုတိုကလည်းကာမရိုင်းနာကောင်မှာအင်ဂျာနဲ့ဇွန်မီဘာရှင်းကိုကြောင်းလိုက်ပြီးသူရဲ့ level ကတော့8ဖြစ်ပါတယ်အဲ့ဆိုတာ level အတိအကျမရှိရဘူးပြောတာဖြစ်ပါတယ်ခီရီကလည်းခူရိုတိုကိုတိုက်ခိုက်ဖို့ level 3မို့ဆန်အောင်ကြောင်းလိုက်ပြီးအေးစင်းနဲ့ဗရီကလည်းဘတ်စတာတွေကိုရှင်းနေပါတယ်တစ်ဖက်မှာလည်း level 3နဲ့ level 8ဖြစ်နေတာကြောင့်ခီရီကပဲခံနေရလို့အဆုံးသတ်တိုက်ခွင့်နဲ့တိုက်တာတော့ဟိုကဘာမှမဖြစ်ပါဘူးခူရိုတိုနဲ့လက်နက်တွေတွင်တော့တိုက်ခိုက်လိုက်ပြီးနေစားရဲ့လက်နက်နဲ့သူ့ကိုပြန်ပြီးတိုက်ခိုက်နေပါတယ်လက်နက်မှာပါတဲ့ကဆက်ကိုလည်းခူရိုတိုကယူထားလိုက်ပြီးအဆုံးသတ်ဖို့ဘတ်ဖိုက်စာကိုနှိပ်လိုက်ပါတယ်အဲ့နောက်လေးစာကိုအဆုံးသတ်ကွက်နဲ့ကန်လိုက်ပြီးလေစားရဲ့သွေးထဲကလည်းတုံညာအုပ်ကိုရောက်သွားပြီးလူပိုဆန်ကိုပြန်ရောက်သွားပါတယ်ခူရိုတိုကိုပြန်တိုက်ခိုက်ဖို့လုံးနေသေးတဲ့ခီရီယာပေါ်မိုးရီယာရွာချလာပြီးခီရီယာလည်းတောင်းပန်ပါတယ်ဂျူကိုလို့ပြောနေပါတယ်အေးစစ်တို့ထိုနေရာကိုရောက်လာတော့ခူရိုတိုကထပ်ပြေးသွားပြီးအဲမှုရဲ့လက်ထဲမှာခီရီယာရဲ့ခန္ဓာကိုယ်ကပျောက်နေရကြအားလုံးကထူးဆန်းနေပါတယ်ခီရီယာလည်းအဲမှုကိုကဘာကြီးကိုမင်းလက်ထဲကိုအပ်ခဲ့ပြီလို့ပြောနေသူ့ရဲ့ driver ကိုပေးလိုက်ပါတယ်အဲ့တော့မင်းပြုံးနေသေးမင်းရဲ့ကြက်မောင်ကိုကြောင်းလဲနိုင်တယ်လို့ပြောနေခီရီယာရဲ့ခန္ဓာကိုယ်ကပျောက်ခဲ့သွားပါတယ်
မိုးရီးထဲမှာလောလောလတ်လတ်ခီရီယာတည်သွားလို့အဲမှုကဝမ်းနေနေပြီကျန်တဲ့သူတွေကလည်းခီရီယာရဲ့တည်ဆုံးမှုကိုစိတ်မကောင်းဖြစ်နေကြပါတယ်အရင်ပိုင်းမှာအဲမှုကြောင့်တည်သွားတဲ့ခီရီယာဂိုင်းရဲ့နှုတ်ပိတ်တော်ကိုခံလိုက်ရပါတယ်ဒီနေ့ပိုင်းမှာတော့ခိုတာတို့ကဘတ်စတာဘိုင်းယန်တီကိုတီသူတွေသိအောင်ရှင်းပြနေပြီဒီဘိုင်းယန်ကလူနာကိုစစ်ပြီးစီအောင်လုပ်ပြီးတိုက်ခိုက်တတ်တဲ့အကြောင်းနဲ့ယောဂရှိသူပဲကိုရီးယားနဲ့ဂိမ်းဆက်ကောက်နေရထွက်လာတတ်တဲ့အကြောင်းကိုပြောနေပါတယ်ဒါပေမဲ့ဒီယောဂကိုဆီယာဌာနဆရာဝန်တွေကကူပေးနေပြီကြည့်လို့စိတ်မပူဘူးပြောပါတယ်ဒီသက်တမ်းကိုကြည့်နေတဲ့ခူရိုတို့ကလည်းကက်ဆက်တီကိုပြန်ယူဖို့လုပ်နေပါတယ်ခိုတာတို့လည်းခုချိန်ရဆလို့ဆီယာဌာနကအရေးကြီးတာပဲဖြစ်လို့စူးစမ်းဖို့အားဆုံးလောက်အောင်မှနေပြီအော်ဘီကတော့အတိအသွားတဲ့တူနာတီဝက်ဆောင်ကိုပဲကြွားနေပါတယ်ဒါပေမဲ့သူ့ကိုယူမဆိုင်လို့ကြေကွင်းနေပြီခွဲစိတ်မှုတည်ရင်နေတဲ့အဲမှုကခီရီယာတည်သွားတာကိုကြံနေနေနှေးရီးနေကန်ဖြစ်နေရကြောင်းဟီရိုကအမတ်တုံညာပဲပေးလိုက်ပါတယ်ဟီရိုလည်းအဲမှုကိုလူနာရဲ့တက်ကသူတို့ဘက်မှာမူတည်နေရဖြစ်လို့အလုံးစိတ်မှတေချာအာရုံစိုက်ဖို့မှားနေပါတယ်အဲ့ဒီချိန်ပေါ်ပြီးကလူနာတယောက်ရောက်နေတဲ့အကြောင်းကိုအတိပေးနေပြီထိုလူနာကနာမည်ကြီးခွဲစိတ်ဆရာဝန်တဦးဖြစ်တဲ့ကာဆူကီဖြစ်နေပါတယ်မန္တမိုင်းတဲ့ရင်ကာဆူကီကကြီးလာတာဖြစ်လို့သူယောဂကြောင့်သိနေပြီဂေယုံခါကြီးသူ့မှာတခြားယောဂတွေပါရှိနေသေးရကြောင်းကာဆူကီကသူ့ကိုဒီတိုင်းပဲထားဖို့ပြောပါတယ်ရုပ်တရက်ယောဂကထားဖို့လာပြီကာဆူကီရဲ့ကိုရီးယားနဲ့ဘတ်စာတကောင်ကထွက်လာပါတယ်ထွက်လာတဲ့အာရာဘူရာဟီရိုကိုတိုက်ခိုက်နေပြီဒီကောင်ရဲ့ဆီယန်နဲ့တက်သွားပြီဆိုတော့ဟီရိုကတီးလိုက်ပါတယ်အဲ့နောက်ခါမရိုက်တာအဖြစ်ကိုတောင်းလိုက်ကြပြီခါခါမီကိုညင်တာကြောင့်အလိုက်တီးရဲ့ဟီရိုကအခန်းတောင်းလိုက်ပါတယ်အာရာဘူရာရဲ့မှွန်ညာပါတိုးတက်သွားတာကြောင့်အေစီတို့ကလှုပ်မရဖြစ်နေပြီသူတို့ကတော့အာရာဘူရာရှော့တိုက်ပြီးတိုက်ခိုက်နေပါတယ်သူတို့စီကိုလည်းဖဖေးခေါ်တဲ့အဲ့တဲ့ဂန်ကရောက်လာပြီးကာမရိုက်တာတွေကိုစမ်းသပ်စီရမလို့တော့တာကြောင့်ဂက်ဆက်တွေကိုပြန်လာယူလာလို့ပြောပါတယ်ဂန်ကသူပြောတဲ့အတိုင်းလုံးမဲ့ဆိုရင်ခီရီယာလိုမသိဘူးလို့ပြောနေပါတယ်အစကားကြောင့်အေစီကဒေါသထွက်သွားပြီးဒရဂွန်ဂက်ဆက်နဲ့ level 5ပို့ဆန်အောင်ကြောင်းပြီးဂန်ကိုတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဂန်ရဲ့သွေးနဲ့တုံညာပဲဖြစ်နေရကြောင်းအေစီရဲ့တိုက်ခိုက်မှုတွေကသူ့ဘက်မှာတရားမှုရှိမနေပါဘူးမသိနိုင်တဲ့ကောင်ကိုတိုက်ခိုက်နေရတဲ့အေစီကသူ့ဤဘက်ခံနေရပြီးဗရီကလည်းသူတို့ကလူနာကိုကြေရအောင်မှလို့လှမ်းပြောနေပါတယ်ဗရီဒီယိုရာတွေကိုနားထဲမရောက်တဲ့အေစီကဂန်ကိုတိုက်ခိုက်နေပြီးဂန်ကလည်းအေစီကိုခွီတီကဓာတ်နဲ့တိုက်ခိုက်လိုက်ပါတယ်အဲ့ဒါကိုဗရီကမထီအောင်ခဲ့ပေးလိုက်ပြီးကက်ဆက်ပါတခါရဲနှုတ်လိုက်ပါတယ်တိုက်ကစီကိုလည်းနီကိုလို့ခေါ်တဲ့ကောင်မလေးရရောက်လာနေလို့တိုက်ကလည်းမလာဘူးပြောနေလို့ဟိုကဂိမ်းရောက်ကဖြစ်ချင်အောင်ဆောင်လိုက်ပါတယ်အဲမှုကလူနာကိုဂယူးမဆိုင်လို့ဟီရိုလည်းအပြေပြောနေပြီဟီရိုကအဲမှုရဲ့ကက်ဆက်တီကိုတင်သွားပါတယ်ယောဂစစ်ကြည့်ပြီးဂိမ်းရောက်ကမရှိရကြောင်းတိုက်ကလည်းနီကိုကိုပြန်မှုပဲပြောနေပြီတိုက်ကအကြောင်းလေးကိုအင်တာနက်ပေါ်ကနေအကုန်သိနေရဲ့နီကိုကအဲမှုကိုဘယ်တော့မှအနိုင်ယူမှလဲလို့ပြောပါတယ်ဘတ်စတောင်းနိုင်အောင်တိုက်နိုင်ပေမဲ့နီကိုကတော့တိုက်ကထိမ့်မနိုင်ဖြစ်နေပါတယ်ခရိုတိုကလည်းကာမရိုက်တာခရိုနီကယ်ပြီးဖို့အတွက်ကွန်ပဏီတော်ဆုံးချုပ်ခံပြီးလုံးနေရဖြစ်ပြီးပါရာတိုကလည်းသူ့ရဲ့ကက်ဆက်ကမပြီးသေးဘူးလားလို့ပြောပါတယ်ခရိုတိုလည်းဆွမ်းအားထိချုပ်စနစ်လိုသေးရကြောင်းဒီကက်ဆက်ကိုဘတ်စတာစီမှာထည့်လိုက်ဖို့ပြောပါတယ်ပါရာတိုလည်းဒီကက်ဆက်ကိုရိုက်တာတွေသုံးရင်ဘာတင်မှလဲလို့မင်းနေပြီးခရိုတိုလည်းဘတ်စတာရဲ့လက်မုံမှုကိုခံရပြီးချက်ချင်းတည်သွားမှလို့ပြောနေပေမဲ့ပါရာတိုကတော့စမ်းသပ်ကြည့်နေပါတယ်ဂယုံကပြည့်နေတဲ့ကာဆူကီစီမှာပန်ဂရီယာကေစာနောက်ဆုံးစစ်မှာရှိနေရဖြစ်ပြီးကိုရီးယားဆီယံဝယ်ဖြစ်နေရကြောင်းဘလို့မှကူးလို့မရဘူးဆိုတော့သိနေရဖြစ်ပါတယ်ဂင်ယောကပြောက်သွားရင်တော့သူကကင်ဆာကြောင့်သေမှာလို့ပြောနေပြီလူတွေကအနှိမ့်ညံ့နေတဲ့အမှာဖြစ်ပြီးဆီယံဝင်လောက်မှလည်းတေးစင်းတရားအငင်းပါတဲ့အကြောင်းကိုပြောနေပါတယ်ဟီရိုနဲ့ကန်ဆူကီပြောတာတွေကိုအဲမှုနဲ့တင်စင်စားနေပြီသူစီကိုလည်းပါရာတိုကရောက်လာပါတယ်ပါရာတိုလည်းသူနဲ့မေကိုမိတ်ဆက်နေပြီလူကရတဲ့ဂိမ်းတွေကိုစောရတာခတ်တဲ့အကြောင်းကိုပြောနေပြီဂိမ်းမိုးစားနေတဲ့ဟီရိုစီကိုလည်းအာရာဘူရာရောက်လာပါတယ်အားဒါကြောင့်ဟီရိုကကာမရိုင်းနာထစ်ကိုတောင်းလိုက်ပြီကိုချစ်တဲ့သူကဂိမ်းထဲမှာတည်သွားရင်ဒီလက်ကိုဆက်လုံးနိုင်မှာမို့တာကြောင့်ဆီယံဝင်လောက်တော့ရက်ပြီးဂိမ်းမဲဆော့ဖို့ပြောပါတယ်အဲမှုလည်းဒီဂိမ်းကခီရီယာကိုတက်လိုက်တာလို့ပြောနေပြီပါရာတိုလည်းဂန်တက်တာပါလို့ပြောပါတယ်အဲ့ဒီချိန်ပေါ်ပီယာသူစီကိုဟီရိုအာရာဘူရာတိုက်ခိုက်နေတဲ့အကြောင်းကိုအတိပေးနေပြီပါရာတိုလည်းအဲမှုကိုမင်းဆရာဝဲလုံးနေတဲ့တေဆုံးမှုတွေကိုရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်အဲမှုလည်းသူကဘာသူမှမသေးသေးချင်းဘူးလို့ပြောနေပြီပါရာတိုလည်းအဲမှုရဲ့လက်ထဲကိုကက်ဆက်တစ်ခုကိုထည့်ပေးလိုက်ပြီးဂန်ကိုအထာနဲ့နိုင်ယူဖို့ပြောပြီးထွက်သွားပါတယ်အာရာဘူရာနဲ့တိုက်ခိုက်နေတဲ့ဗရေးစီကိုခရိုတိုကရောက်လာပြီးခရိုတိုစီကိုလည်းတိုက်ကထက်ရောက်လာကနှစ်ယောက်ကတိုက်ခိုက်ဖို့ကက်ဆက်တီကိုနှိပ်လိုက်ကြပါတယ်ခရိုတိုလည်းဒိန်ဂျာနဲ့ဆူမီချစ်ကိုပြောင်းလိုက်ပြီးတိုက်ကလည်းဂန်ကိုတနက်နေ့နဲ့ပြည့်နေပြီမဲ့တေးပြီးမထီရောက်ဖြစ်နေပါတယ်အာရာဘူရာကဗရေးနဲ့တိုက်ကောကိုလုံမရအောင်လုပ်ပြီးဂန်ကသူတို့နှစ်ယောက်ကိုတိုက်ခိုက်နေပါတယ်အာရာဘူရာနဲ့ဂန်ရဲ့နှစ်ယောက်ပေါင်းတိုက်ကြွကြဗရေးနဲ့တိုက်ကလူပိုဆန်ကိုတင်ရောက်သွားပါတယ်အဲမှုလည်းထိုးနှစ်ယောက်ရောက်လာပြီးလက်ထက်ကက်ဆက်ကြောင့်ပါရာတိုမှုသွားပြီဆိုတော့ဂန်တီးလိုက်ပါတယ်ပါရာတိုပေးလိုက်တဲ့ကက်ဆက်ကိုအဲမှုကဒရိုင်ဘာလေးကိုထည့်လိုက်တော့ဘတ်စတာဗိုင်းယန်ကသူ့ကိုတိုက်ခိုက်နေပါတယ်အဲမှုလည်းဗိုင်းယန်တက်ကိုခံစားနေရပြီးဘယ်သူမှမဆုံးရှုံးချင်တော့ဘူးလို့ပြောနေရဲ့ဗိုင်းယန်ကိုထိုင်းနိုင်သွားပါတယ်အဲ့နောက်ရိုးတီးရဲ့ညလုံးနေရနေလာပြီးအဲမှုကိုရီးယားနဲ့ထွက်လာတဲ့လိမ်မော်နဲ့အပြာကက်ဆက်ထဲကိုဝင်လာပြီးကက်ဆက်တစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ထိုကင်းရဲ့နာမည်က Mighty Brother AC ဖြစ်ပြီးဒရိုင်ဘာလေးကိုထည့်ပြီးအသွင်ပြောင်းလိုက်တော့မင်းရဲ့နေရာမှာ Mighty Brother ပေါ်လာပြီး AC လည်း Mighty Brother AC ပုံစံကိုရလာပြီးသူ့ရဲ့ level ကတော့10ဖြစ်ပါတယ်level 10ဖြစ်သွားတဲ့ AC ကဂန်ကိုပြန်ပြီးတော့တိုက်ခိုက်နိုင်နေပြီအထိနာကိုတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဂန်ကတော့ဒဏ်ရာတွေကပြန်ကောင်းနေတော့ဖြစ်ပြီး AC လည်းလူကုန်သေးပုံစံကိုကြောင်းနေပြီဒီပုံစံမှာ AC က2ယောက်ထစ်ကိုခွဲတက်သွားပြီသူတို့ရဲ့ level ကတော့20ဖြစ်ပါတယ် AC က2ကောင်ခွဲသွားလို့အားလုံးကထူးဆန်းနေကြပြီအားလုံးတက်ပို့ပြီးထူးဆန်းနေရတော့အဲမှုကိုယ်တိုင်ဖြစ်ပါတယ်
အတရားကောင်ကသူ့ကိုယ်သူအဲမှုလို့ပြောနေပြီလိမ္မော်ကောင်ကသူ့ကိုယ်သူအန်လို့ပြောကတယောက်ကဂန်ကိုတိုက်ခိုက်ချင်နေပြီတယောက်ကလူနာကိုကယ်ချင်နေပါတယ်သဘောထားကွဲလွဲနေရကြောင်းနှစ်ယောက်ကအချင်းချင်းတိုက်ခိုက်နေကြပြီဂန်နဲ့အာရာဘူကတော့ထွက်ပြေးသွားပြီဖြစ်ပါတယ်အဲမှုလည်းလူပိုဆန်ကိုပြောင်းလိုက်ပြီးရင်တော့ရုတ်တရက်ခေါင်းနှိပ်ကြိုက်လာပြီးမေးလဲသွားပါတယ်အဲမှုကနှစ်ကိုကွဲသွားလို့ဟီရိုလက်ထိုးစမ်းနေတယ်လို့တိုက်ကားကလည်းဘလို့ဖြစ်သွားလဲဆိုတော့သိချင်နေပါတယ်သူလှုပ်လိုက်တဲ့ဂတ်ဆက်ကိုလူတော့ရင်ချက်ချင်းသိမှဆိုပေမဲ့အဲမှုကမသိလို့ခူရိုတိုကထိုးစမ်းနေပြီအဲမှုရဲ့ကျေးဇူးနဲ့ပါရာဒိုတက်တီထင်ရဲ့ဂတ်ဆက်ကအញ្ញံပြီးသွားပါတယ်ဂိမ်းလေးကိုကိုရိုင်းတီထင်ရဲ့ဂိမ်းမစတာခူရိုတိုတက်ကတော့အဲမှုရဲ့ဂတ်ဆက်ကသဘောမကျစရာဖြစ်နေပြီနောက်ကျရင်ဂတ်ဆက်ကိုပြန်ယူပြီးဒေတာတွေကိုကျန်ထည့်ဖို့ကြံစီထားပါတယ်တိုက်ကားစီကိုလည်းနီကိုကပြန်အောင်လာပြီးအဲမှုကြောင့်နီကိုကသိနေရကြောင်းတိုက်ကားလည်းဂိမ်းကစားရင်သူ့ရဲ့ပုံစံကပြောင်းသွားလိုက်လို့ပြောနေပါတယ်နီကိုလည်းဟုတ်တဲ့အကြောင်းနဲ့ဂိမ်းဆိုင်ရင်သူ့ကိုယ်သူမိတ်ဆက်တဲ့ပုံစံငါလိုပဲသုံးတဲ့အကြောင်းကိုပြောနေပြီတိုက်ကလည်းနှစ်ကိုကွဲသွားတော့မိတ်ဆက်တာကိုတတိယသွားပါတယ်တိုက်ကလည်းအဲမှုเจ้าလေးကိုဘယ်လိုလုပ်ပြီးသိရလဲလို့မင်းနေပြီတစ်ဖက်မှလည်းအဲမှုကကာဆူကီစီမှာပန်ကရီယာကင်ဆာရှိနေတဲ့အကြောင်းနဲ့အားဒါကိုခွဲစိတ်ပေးနိုင်လားလို့ဟီရိုကိုမင်းနေပါတယ်ဟီရိုလည်းဆရာဝန်ဆိုကလူနာကုချင်းမှာအကူပေးလို့ရတာလို့ပြောနေပြီအဲမှုလည်းကာဆူကီကခွဲစိတ်ချင်နေရကြောင်းအာရာဘူရာဆရာဝန်ကြီးတဲ့ဟီရိုကိုလက်တိုက်ခိုက်တာလို့ပြောပါတယ်ကာဆူကီကဟီရိုကိုခွဲစိတ်ခိုင်းခြင်းပဲအတော်ဆုံးဆရာဝန်ဆိုတဲ့မာနာကြောင့်ထုံမန်ရောတာဖြစ်တဲ့အကြောင်းကိုအဲမှုကရှင်းပြနေပါတယ်တလုံးခွဲစိတ်တောင်းတော့အေးစီစီလုံးနိုင်နေတဲ့ဟီရိုကကင်ဆာကိုလည်းအောင်းနေနဲ့ခွဲစိတ်နိုင်တာလားလို့ဟီရိုကိုမင်းနေပြီဟီရိုကတော့ဆရာဝန်ဆိုတော့နေရာတကာဆုံးဖြတ်နေလို့များတဲ့အကြောင်းကိုပြောပါတယ်အဲမှုလည်းကြောက်ရွံ့မှကြောက်တာလားလို့မင်းနေပြီဂယုံကကုသပေးဖို့သူ့မှာယုံကြည်ချက်တွေရှိသွားပြီဖြစ်လို့သူ့ရဲ့ကက်ဆက်တွေကိုပြန်ပေးပါလို့ပြောပါတယ်ဟီရိုလည်းကာဆူကီစီကိုရောက်လာပြီးယောဂကြောင့်အကုန်တည်သွားပြီဖြစ်လို့ခွဲစိတ်ရှင်လားလို့မေးပါတယ်ကာဆူကီလည်းကင်ဆာကိုခွဲစိတ်တာအရန်ခတ်ပြီးမအောင်ရင်မင်းရတိုင်ကတ်တဲ့မိမိကုန်မယ်လို့ပြောပါတယ်ဟီရိုကတော့ခွဲစိတ်မှုလုံးမလားမလုပ်ဘူးလားလို့ပဲပြောပါတယ်အာရာဘူဒါလည်းစေယုံလာတောင်းကျမ်းနေပြီးဟီရိုကိုလိုက်ရှာနေပါတယ်အာရာဘူဒါရှာနေတဲ့ဟီရိုကတော့ကင်ဆာခွဲစိတ်တာကိုစတင်နေပြီးအဲမှုကလည်းအာရာဘူဒါကိုခွဲစိတ်ဖို့တဲ့ကာမရိုက်တာအေဇေးထစ်ကိုပြောင်းလိုက်ပါတယ်အေဇေးလည်းအာရာဘူဒါကိုအတင်ကွန်ပျူတာတိုက်ခိုက်နေကအာရာဘူဒါလျှက်စီးနဲ့တိုက်ခိုက်နေရကြောင်းမထီအောင်ရှောင်နေရပါတယ်အေဇေးကလေဆာရဲ့ဆိုင်ငယ်ကိုထုတ်လိုက်ပြီးအာရာဘူဒါကိုဆိုင်ကယ်နဲ့အဝေးကိုခေါ်သွားနေပါတယ်လမ်းမှာရုတ်တရက်ခူရိုတိုကပေါ်လာလို့အာရာဘူဒါကိုပြစ်ချလိုက်ပြီးခူရိုတိုကလည်းဘိုက်ပိုက်စာကိုခါမှပတ်လိုက်ပြီးဒွင်ရတဲ့ဇူမီထစ်ကိုပြောင်းလိုက်ပါတယ်အဲ့တော့အေးစေးကိုညားရည်နဲ့ပြင်နေပြီးအေးစေးလည်းနှစ်ယောက်တစ်ယောက်နဲ့ချနေရပါတယ်ထိုနှစ်ယောက်ရောက်လာတဲ့တိုက်ကလည်းအေးစေးကိုစောင့်ကြည့်နေပါတယ်အေးစေးလည်း level ကွာနေရတဲ့နှစ်ယောက်တစ်ယောက်မှုခံနေရပြီးတစ်ဖက်မှလည်းနောက်တရက်လဲလို့မရတဲ့နည်းနည်းလေးမှမှားလို့မရတဲ့ခွဲစိတ်မှုကိုလုပ်နေရပါတယ်နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်မှုကြောင့်အေးစေးလည်းလူပိုဆန်ကိုကင်ကြောင်းသွားပါတယ်ဒါပေမဲ့အဲမုံကတော့ပြန်ထလာပြီး Mighty Brother အေးစေးဂတ်ဆက်ကိုနှိပ်လိုက်ပြီးထပ်ပြီးတော့အသွင်ကြောင်းလိုက်ပါတယ်အဲ့တော့နှစ်ကိုခွဲပြီး level 2ပို့ဆန်အောင်ညောင်းလိုက်ကဒီတစ်ခေါက်မှာတော့နှစ်ယောက်ကအတူတိုက်ခိုက်ဖို့ဆုံးဖြတ်ထားပါတယ်အဲ့လိုနဲ့တယောက်ကဂန်ကိုတိုက်ခိုက်နေပြီနောက်တယောက်ကအာရာဘူရာကိုတိုက်ခိုက်နေတာနှစ်ယောက်ကလက်တွဲညီညီတိုက်ခိုက်နေပါတယ်ဂန်ရန်တိုက်ခိုက်တာကိုရှောင်လိုက်ရပြီနောက်မှရှိနေတဲ့အဲမှုကအန်တိုက်ခိုက်လို့ရအောင်လက်နက်ကိုပြေးပေးလိုက်ပါတယ်နှစ်ယောက်ကအတွဲညီညီအကြောက်ဂန်လက်လွတ်ထွက်သွားပြီခွဲစိတ်မှုလုံးနေတဲ့ဟီရိုကလည်းခွဲစိတ်မှုကဆုံးခန်းရောက်နေပြီအေးစင်းနှစ်ကောင်ကလည်းအာရာဘူရာကိုဆုံးသက်ဖို့လုပ်နေပါတယ်အေးစင်းနှစ်ကောင်ကအာရာဘူရာကိုပဲပဲနဲ့ကန်ပြီးမှတကူတဲ့ပြန်ပေါင်းသွားရင်အပေါ်ကိုညံ့အောင်ထိုးလိုက်ပြီးအဆုံးသက်ကန်ချက်ကိုသုံးလိုက်ပါတယ်အာရာဘူရာကိုလည်းဂန်ဘက်ဖိုက်ဆိုင်နဲ့ညှက်ဆုပ်သွားပြီးလူနာရဲ့ကံချက်မောင်ကိုပြောင်းလဲနိုင်ရင်တော့အကောင်လုံးကိုမပြောင်းလဲနိုင်ဘူးလို့ပြောရင်ထွက်သွားပါတယ်အဲ့လိုနဲ့အေးစေးကလူပိုဆန်ကိုညှက်ညောင်းလိုက်ပြီးဒီချိန်မှလည်းခေါင်းကိုက်ပြီးတော့မေးလဲသွားပါတယ်မေးလဲသွားတဲ့အဲမှုနာကိုတိုက်ကားရောက်လာပြီးသွင်းနှမှုနာယူသွားပါတယ်သတိတရလာတဲ့အဲမှုကလည်းခွဲစိတ်တာကိုသတိရပြီးစေးရုံကိုအငင်သွားနေကနီကိုကတော့သူ့ရဘာလို့ဖို့လဲလို့မင်းနေပါတယ်အဲမှုနဲ့ပေါ်ပြီးလဲခွဲစိတ်ကန်းကနေထွက်လာတဲ့ဟီရိုကိုအောင်မြင်လားလို့မင်းနေပြီးသူမလုံးနိုင်တာဘာမှမရှိသေးဘူးလို့ပြောနေတဲ့ဟီရိုကြောင့်ခွဲစိတ်တာအောင်မြင်မှန်းသိသွားပါတယ်အဲမှုလည်းဟီရိုကိုကြောက်ခဲမိတာတွေကိုတောင်းပန်နေပါတယ်တိုက်ကလည်းအဲမှုရဲ့သွေးကို DNA စစ်ကြည့်နေပြီးဂျာလက်ထွက်လာတော့အဲမှုမှာဂိမ်းရောဂါရှိနေမှန်းသိသွားပါတယ်အရင်ပိုင်းမှာအဲမှုမှာဂိမ်းရောဂါရှိနေရဆိုတော့တိုက်ကသိသွားပါတယ်တိုက်ကစီကိုလည်းနီကိုကထက်ရောက်လာပြီးဒီတစ်ခေါက်မှဆေးရုံမှနေဖို့အဝတ်စားတွေပါယူလာပါတယ်တိုက်ကအန်ကိုနိုင်ယူပေးမယ်လို့ပြောလို့နီကိုကလာနေရဖြစ်ပြီးသူ့ကိုထွက်သွားဖို့ပြောနေရကြောင်းဘေးကမ်းမှာရှိတဲ့ဒရိုင်ဘာနဲ့ကတ်ဆက်ကိုယူသွားပါတယ်အဲမှုကဟီရိုခွဲစိတ်တာကြီးရုံနဲ့ခေါင်းမူးနေရကြဟီရိုလည်းခွဲစိတ်ဆရာဝန်တို့ကိုလက်လျှော့ပြီးမေကျွမ်းကျင်တဲ့ဂယုံကကူးတဲ့နေရာမှာပဲလုပ်ဖို့ပြောပါတယ်ဟီရိုကသူ့ကိုချီကျူးစကားပြောလာလို့မသိပေမဲ့အဲမှုကသူ့ကိုချီကျူးနေရလို့ပဲထင်နေပြီးသူတို့စီကိုလည်းလူနာအချက်ပေးတန်ညီလာပါတယ်တိုက်ကလည်းအချက်ပေးတန်ညီလာလို့လာကြည့်နေပြီးသူ့ရဲ့ဒရိုင်ဘာနဲ့ကတ်ဆက်ကိုမတွေ့ရလို့နီကိုယူသွားတဲ့ဆိုတော့တီးလိုက်ပါတယ်အဲမှုတို့လည်းလူနာရှိရဲ့နေရာကိုရောက်လာပြီးဖုံးဆက်တဲ့နီကိုကိုရောဆေးကြည့်ပေမဲ့ဘာရောကမှမလိုက်လို့ထူးဆန်းနေပါတယ်နီကိုကအဲမှုကိုနိုင်ယူခြင်းလို့ခေါ်လိုက်တာထင်ပြီးဒရိုင်ဘာကိုပဲပြီးတိုက်ခိုက်ဖို့လုပ်နေတော့တိုက်ကရောက်လာပြီးဒါကစားစရာမဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့နီကိုကတော့အန်ကိုတိုက်ခိုက်ရအောင်ဆိုပြီးကက်ဆက်ကိုဖွင့်လိုက်ပေမဲ့ကိုင်းကြီးတဲ့ခွဲဆက်မှုလုံးမထားကြအသွင်ညောင်းလို့မရပါဘူးရုတ်တရက်နီကိုကလဲကျသွားလို့တိုက်ကလည်းယောဂဆေးကြည့်ပြီးသူ့မှာဂယောဂါရှိနေပါတယ်အမှန်တော့ခူရိုတိုတို့ကြောင့်ဂယောဂါခံကလူတိုင်းမှရှိပြီးစောနာကကက်ဆက်ကိုဖွင့်ဖို့ကြိုးစားလိုက်တာကြောင့်ဘတ်စတာဘိုင်းရိုက်ကနိုးထားလာတာဖြစ်ပါတယ်နီကိုရဲ့ကိုရီးယားနဲ့ရီဗိုကထွက်လာတာကြောင့်ဆီယာဝင်တွေကခွဲစိတ်ဖို့ကက်ဆက်ကိုနှိပ်လိုက်ကြပါတယ်အဲ့လိုနဲ့ကာမောရိုက်တာတွေထိကိုကြောင်းလိုက်ကြပြီးအေးစေးရဲ့တိုက်ခိုက်မှုတွေကဘတ်စတာတွေပေါ်မှာထိခိုက်မှုမရှိဖြစ်နေပါတယ်
Brain နဲ့ Snake ကတော့ Buster တွေကို level 2 ပုံစံနဲ့တိုက်ခိုက်နေကြပြီ Repo AC ကတိုက်ခိုက်နေပေမဲ့တစ်ချက်မှ damage မထိဖြစ်နေပါတယ် ACC ကိုလည်း Kuroto ကရောက်လာပြီ Danger နဲ့ Super ထစ်ကိုကြောင်းလိုက်ပါတယ် AC ကလည်း level ညှစ်ပြီးနှစ်ယောက်ထစ်ခွဲထွက်က Danger နဲ့ Super ကိုတိုက်ခိုက်နေပါတယ် Buster တွေကိုရှင်းနေတဲ့ Breed ကလည်းအဆုံးသတ်ဖို့ gas ကိုထည့်လိုက်ပြီး Snake ကလည်း gas ကိုထည့်လိုက်ပါတယ် အဲ့တော့နှစ်ယောက်စလုံးကအဆုံးသတ်တိုက်ပွဲနဲ့ Buster တွေအကုန်လုံးကိုရှင်းလိုက်ကြပါတယ် တယောက်တည်းကြောင်ပြောင်းနေသူကတော့ Buster ရိုဘက်ဖြစ်ပြီး ကန်ကလည်း AC ရဲ့ level 20 ပုံစံကိုရှင်းမချနိုင်ဖြစ်နေပြီ ဒါပေမဲ့ Danger နဲ့ Super ကြောင့်တရားတွေကတော့ပြန်ကောင်းလာအောင်ဖြစ်ပါတယ် ကန်လည်း AC 2ကိုမိကုန်းငွေးနဲ့အာရုံလက်ပြီးထွက်သွားပါတယ် AC လည်းလူပိုဆန်ုံညောင်းလိုက်ပြီးထောဆန်လိုက်ခေါင်းနဲ့မူးလာတာကြောင့် Hero က Sandy ပဲလို့တွေးနေပါတယ်သူတို့နဲ့မလန်မကမ်းမှလည်းဂန်ကအသွင်ညောင်းနေပြီးတိုက်ကလည်း AC မှာဂယုံကရှိနေရဆိုတော့တင်းရင်တို့ငင်းနေရမလားလို့ပြောပါတယ်ကူရိုတိုလည်းအမှုကလွန်ခဲ့တဲ့6နှစ်0 day ဖနိုင်ခင်ကလေးကဂိမ်းယောဂဖြစ်နေတာဖြစ်ပြီးသူကဆရာဝန်ဇိုင်းဆန်ရဲ့စမ်းသပ်မှုတစ်ခုဖြစ်တဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့စမ်းသပ်မှုကကြာရှုံးသွားပြီးဇိုင်းဆန်ပါပဲတူနာတူတွေကဂိမ်းယောဂကြောင့်ပျောက်ကွယ်သွားကြပြီးအမှုကတော့ပုံမှန်တိုင်းမှပြန်ကောင်းသွားပါတယ်။တိုက်ကလည်းအားထားကြောင့်လေဆာကိုနှုတ်ပိတ်လိုက်တာလားလို့မင်းနေပြီးဂန်လည်းသူကဘတ်စတာဗိုင်းယာတွေကိုရှင်းပြဖို့စူးစမ်းခဲ့တဲ့အကြောင်းလို့ပြောပါတယ်။တိုက်ကတို့ပြောနေရတွေကိုလည်းဟီတိုကကြားသွားပါတယ်။စီယာဌာနမှာပြန်လို့လာတဲ့နီကိုကအမှုကိုခါခါတီးတီးမောနေပြီးအမှုကိုနီကိုကသိပေမဲ့အမှုကသူ့ကိုမသိဖြစ်နေပါတယ်။အားထားကြောင့်ပေါ်ပြီးလေအမှုကိုအပြင်ခေါ်လိုက်ပြီးနီကိုကိုတွေ့ဘူးလားဆိုတော့စဉ်းစားခိုင်းနေပါတယ်ဟီရိုကလည်းအမှုကိုဘာလို့ဆရာဝန်ဖြစ်ချင်တာလဲလို့မင်းနေပြီးပေါ်ပြီးလေခိုတာတို့ကိုအားကျတာကြောင့်သူ့လိုဖြစ်ဖို့စူးစမ်းနေရမဟုတ်ဘူးလားလို့ပြောနေဟီရိုလည်းနောက်ပိုင်းမှာအမှုလုပ်ခဲ့ရဆိုလို့ဂိမ်းနေပဲရှိရလို့ပြောပါတယ်အမှုလည်းဟုတ်တဲ့ကြောင့်လည်းလွန်ခဲ့တဲ့6နှစ်ကောလက်ဆောင်ဝဲနေပြီးမှစာအုပ်တေချာလုပ်ခဲ့ရလို့ပြောပါတယ်နီကိုလည်းအမှုကသူ့ကိုမမှန်မိလို့ဒေါသထွက်နေပြီသူတို့စားတွေ့ခဲ့တာ fighting game ကြံပွဲတစ်ခုမှဖြစ်ပြီးအမှုကိုယ်ကဂိမ်းကြံမှုတဲ့မအိမ်မနေစူးစမ်းခဲ့တာကြောင့်ကြံပွဲပြီးတော့တရက်လုံးကိုအိတ်ထော်သွားပြီးအိမ်မက်နေနဲ့လွန်ခဲ့တဲ့16နှစ်ကခွဲစိတ်မှုတစ်ခုကိုပြန်မှတ်ခဲ့ပါတယ်အိန္ဒိယစားလို့အမှုကစာအုပ်တေချာစူးစမ်းခဲ့ရဖြစ်လို့အခုလိုတွေဖြစ်လာတာလို့ပြောပါတယ်ခွဲစိတ်တာအိမ်မက်မဟုတ်ဘူးဆိုတော့အသိနေတဲ့ဟီရိုကတခုခုကိုနားလည်သွားပါတယ်ရုတ်တရက်တိုက်ကဖုန်းခေါ်လာပြီးသူ့စီမှာနီကိုရဲ့ပစ္စည်းတွေရှိနေလို့လာယူခိုင်းနေပါတယ်အေးစေးရဲ့ data တွေရလာတဲ့ခူရိုတိုကလည်းအေးစေးရဲ့ Mighty Brother အိမ်စိတ်ပုံစံမှာတကောင်ကြီးစီကို level 10ရှိနေရဆိုတော့သိသွားပါတယ်အဲ့တော့ပါရာတိုအတွက်လုံးနေတဲ့ဂက်ဆက်ကပြီးသွားပြီဖြစ်လို့ပါရာတိုကိုဂက်ဆက်ပေးနေပါတယ်တိုက်ကချိန်နေမြောက်အမှုတို့ကရောက်လာပြီးပေါ်ပီကတော့ထောင်ချောင်းချင်းမအောင်ဆွေးရနေပါတယ်တိုက်ကလည်းအမှုကိုပါလာတဲ့နီကိုရဲ့ပစ္စည်းတွေကိုလာယူဖို့ပြောလိုက်ပြီးအပေါ်တက်လာတော့ကန်ချလိုက်ပြီးငတုံးလို့ပြောပါတယ်သူ့ပစ္စည်းတွေကိုလိုချင်မင်းရဲ့ဂက်ဆက်ကိုငါ့ကိုပေးလို့ပြောနေပြီးတိုက်ကကာမရိုက်တာထစ်ကိုပြောင်းလိုက်ပါတယ်အမှုကလည်းပြန်လိုက်ခိုက်ဖို့ကာမရိုက်တာအေးစီထစ်ကိုပြောင်းလိုက်ပါတယ်နှစ်ယောက်တိုက်ခိုက်နေတဲ့နေအောင်ဟီရိုကရောက်လာပြီးကာမရိုက်တာဘရေးထစ်ကိုပြောင်းသွားအေးစီကိုတိုက်ခိုက်ပါတယ်နှစ်ယောက်စလုံးကပလိန်းတွေလာတိုက်ခိုက်နေရကြောင်းအေးစစ်ကနားမလဲဖြစ်နေပြီအေးစစ်ကိုတောက်ကုတ်ဖို့လုပ်နေရပြီးပိုပါရာဒူကတန်တူးနဲ့ဖမ်းထားလိုက်ပါတယ်အေးစစ်နဲ့ enemy ဘက်ကလောက်ကြီးပတ်တယ်လို့ဝိုင်းချတာကိုခံနေရပြီတိုက်ကလည်း Dragon Gas ကိုတန်းတန်းနဲ့တည်ပြီးယူလိုက်ပါတယ်အဲ့နောက်မှာနှစ်ယောက်သားက Dragon Gas နဲ့ level 5 ပို့ဆန်အောင်တောင်းလိုက်ကြပြီးအေးစစ်ကိုအမဲဖြတ်နေပါတယ်ပေါ်ပြီးလေအေးစစ်ရှေ့ကနေရက်လိုက်ပြီးမလို့ဖို့ပြောနေတော့ပါရာဒူကရောက်လာပါတယ်ပါရာဒူလည်းတစ်ဖက်သက်ကြီးတိုက်ခိုက်နေရမကောင်းဘူးလို့ပြောနေပြီသူနဲ့စိုးအောင်လို့ပြောက Gas တစ်ခုကိုထုတ်လိုက်ပါတယ်အဲ့တော့ perfect parcel ဂိမ်းကိုဖွင့်လိုက်ကခမိုင်းနဲ့ပါရာဒီထိကိုကြောင်းလိုက်ပြီသူရဲ့ level က90ဖြစ်နေရကြောင်းပေါ်ပီကအန်ဟောနေပါတယ် level 15နဲ့ level 5ဖြစ်နေရကြောင်း Braid တို့ကလက်နဲ့တိုးနေတာအဝေးကြီးကိုလင်းကုန်ကြပြီပါရာဒီရဲ့ perfect parcel ကဂိမ်း area ထဲမှာရှိတဲ့ item တွေကိုစိတ်ကြိုက်ထိချုံနိုင်ပြီအဲ့ဒီဆွဲနဲ့ပါရာဒီက super gen နဲ့ idiot item ကိုတုံးလိုက်ပါတယ်အဲ့တော့လေဘိုတက်ပြီးလေတရားနဲ့ပဲ brain strike ကိုအဆုံးသတ်တိုက်ခွင့်နဲ့တိုက်ခိုက်လိုက်ပါတယ်ဟီရိုတို့လည်းလူပိုဆန်အောင်ပြန်ကုန်ကြပြီအေစစ်ကလည်းပါရာဒီကိုတိုက်ခိုက်ဖို့တဲ့ level 3 ပို့ဆန်အောင်ပြောင်းလိုက်ပါတယ်ပါရာဒူကလည်းတင်နေသေးရဲ့ဂက်ဆက်တစ်ဖက်က Nova Fighter ဂိမ်းကိုဖွင့်လိုက်ပြီးဒီပုံစံမှာတော့လိုက်ကအမာရဲ့လက်သေးထစ်ကိုကြောင်းလာပြီး Fighter တယောက်လိုဖြစ်သွားပါတယ်။တိုက်ခိုက်ကြတော့ထုံးစံလိုက် level 2နဲ့အေးစိတ်ကပဲခံနေရပြီးအေးစိတ်ရဲ့ ultimate တိုက်ကွက်တောင်မှသူ့ကိုမထိပါဘူး။ပါရာတီလည်းအေးစိတ်ကိုအဆုံးသတ်တိုက်ကွက်နဲ့ညောင်သွားအောင်ထိုးလိုက်ပြီးနောက်တိုက်ကွက်နဲ့ပွဲသိမ်းပေးလိုက်ပါတယ်။အဲ့လိုနဲ့အဲမှုတဲ့လူပိုဆန်ကိုညောင်းသွားပြီးပါရာဒူကတော့နောက်တစ်ခေါက်မှကစားကြတာဖို့အန်လို့ပြောပြီးထွက်သွားပါတယ်။လူပုံစံကိုညောင်းသွားတော့အဲမှုကထုံးစံနိုင်ခေါင်းတွေကိုင်းနေပြီဘာကြည်လဲဆိုတော့တီးနေတဲ့နှစ်ယောက်ကအဲမှုမှာဂိမ်းယောကရှိနေရဆိုတော့ကြောက်ရလို့မရဖြစ်နေပါတယ်အကြောင်းကတော့ဂိမ်းယောကသာသူ့မှာရှိနေရသေးသွားရင်အကောင့်နဲ့အစိုးရဖြစ်နိုင်မယ်ဆိုတော့သိနေကြလို့စေယုံကိုပြန်သွားတဲ့အဲမှုကိုပဲကြည့်နေလိုက်ကြပါတယ်ပေါ်ပီလေအဲမှုကို brain နဲ့တိုက်ကဘာလို့တိုက်ခိုက်နေရလဲလို့ပြောနေပြီအသေးပေါ်လာတဲ့ camera ရိုက်တာရောဘာလဲလို့မင်းနေပါတယ်အဲမှုလည်းနီကိုကအခန်းကိုလိုက်ကနေကာထားတာကြောင့်တွားကြည့်နေပါတယ်ဒီကိုက6ကန်းနေရဲ့ဆေးရုံကိုသူတိုက်တဲ့ပုံစံကြောင်းလိုက်လို့ပေါ်ပီကသဘောကျနေပေမဲ့အဲမှုကတော့ဆေးရုံကိုစိတ်ကြိုက်ပုံစံမတရားမှုပြောနေပါတယ်အဲမှုလားရှိရင်နီကိုရဲ့ဂယောကထလာလို့ပေါ်ပီလည်းအဲမှုကိုအပြင်ခေါ်ထုတ်လာပါတယ်အဲမှုမှာဂယောကရှိနေအောင်တည်တဲ့ခါကားမိကလည်းအံ့ဩနေပါတယ်ဟီရိုကတော့အဲမှုမှာရှိတဲ့ဘတ်စတာကိုတယောက်အောင်ခုပေးချင်နေပြီရုပ်တရက်အဲမှုစီကနေဖုံးဝင်လာပြီးမေးဆီယာရှိရဲ့ပြောတာကြောင့်ခေါမိုးတက်မှာတွေးဖို့ချိန်လိုက်ကြပါတယ်တယောက်တည်းကြံနေခဲ့တဲ့ခါကားမိစီကိုတိုက်ကရောက်လာပြီးအမိုးထက်ကိုရောက်လာတဲ့ဟီရိုကိုသူ့ကိုဘာလို့တိုက်ခိုက်တာလဲလို့မေးပါတယ်အဲမှုကလူနာထစ်တဲ့နီကိုကိုစိတ်ပီစီရောလုံးမိလို့သူ့ကိုတိုက်ခိုက်နေရလို့ထင်နေရကြောင်းဟီရိုလည်းငါတို့ကမင်းထွက်လုပ်ပေးနေရလို့ပြောပါတယ်
အမှန်ဂင်ယောကောင်ကိုကူပေးချင်တာဆိုပေမဲ့ပြောလို့မရလို့မင်းကလူနာနဲ့အရန်နီးကပ်လုံလာကြောင်းလို့ပြောပြီးတိုက်ခိုက်ဖို့ကာမရိုင်းနာဗရေထစ်ကိုပြောင်းလိုက်ပါတယ်ဗရေလည်းအဲမှုကိုတိုက်ခိုက်ဖို့လုပ်နေကိုသူ့ကိုရီဘိုကလာတိုက်ခိုက်နေပြီးအဲမှုကိုရီဘိုကကာဝယ်ပေးနေပါတယ်ဗရေထစ်နဲ့မှမသိရဲ့အဲမှုလည်းတိုက်ခိုက်လို့ရအောင်ကာမရိုင်းနာအေစီတစ်ကိုပြောင်းလိုက်ပြီးဗရေကိုကူပြီးတော့တိုက်ခိုက်ပေးနေပေမဲ့သူကတိုက်ခိုက်လို့မရဖြစ်နေပါတယ်ရီဘိုလည်းသူတို့ကမာမိတ်တွေဖြစ်နေရကြောင်းတိုက်ခိုက်လို့မရတာလို့ပြောနေပြီးနားထဲထွက်တဲ့အေစီကတနေရာကိုတောက်ဖို့လုပ်နေကိုဂန်ကလမ်းကိုလာပိတ်နေပါတယ်ခါခါမီကိုတစားကလုံးရင်တိုက်ကနီကိုစီကိုရောက်လာပြီးသူတို့သွားမဲ့ဆေးရုံမှာမားနေရလို့ပြောနေပြီးခေါ်သွားပါတယ်။ဂန်ကိုတိုက်ခိုက်နေတဲ့အေးစီလည်းအစင်တက်ဖို့လုပ်နေပြီးဂန်ကလည်း level တက်လို့မရအောင် critical တိုင်းနဲ့တိုက်ခိုက်လိုက်တာကြောင့်နှစ်ယောက်စလုံးကလူပိုဆန်ကိုညံ့ညံ့သွားပြီးဟီရိုရဲ့ကက်ဆက်တွေကိုဂန်ယူနေပါတယ်။အဲမှုစီကနေလည်းကက်ဆက်ကိုယူနေပြီးစိတ်တို့ပြီးယောဂထလာတဲ့အဲမှုကြောင့်ဂန်ကနောက်ကိုလွန်သွားပြီးထိုနေရာရောက်လာတဲ့ပါရာတို့ကသူရဲ့တယောက်ရှင်မှုကိုလာထည့်တဲ့သူကမေးခင်းနေမယ်ဆိုရင်တော့ခွင့်မလို့ဖို့လို့ပြောပြီးတယောက်ကသွားကြပါတယ်။ဂတ်ဆက်လူခလိုက်ရတဲ့ကြောင့်ဟီရိုကအဲမှုရဲ့ဂရုကောင်ကိုဘယ်လိုကူးကြမလဲဆိုတော့တိုင်ပတ်နေပြီနီကိုမတွေ့လို့မဲနေရဲ့အဲမှုကိုတိုက်ကလာခေါ်သွားတဲ့အကြောင်းကိုပြောနေပါတယ်အဲ့လိုနဲ့အဲမှုလည်းနီကိုရိုစီကိုရောက်လာပြီးနီကိုကိုသူမှတ်မိသွားပြီလို့ပြောနေပြီးဂိမ်းမအန်လို့ခေါ်လိုက်ပါတယ်ဖိုင်နယ်မှာတိုင်နေရတဲ့အဲမှုနဲ့ဂိမ်းမအန်မှာအဲမှုကပဲအနိုင်ရသွားပါတယ်ဆန်းတဲ့ပဲရှိသေးတဲ့အန်ကိုအဲမှုကကစားပွဲကောင်းတစ်ခုထိခဲ့လို့တောင်းလဲဆိုးရအောင်လို့ပြောခဲ့ပါတယ်လက်ရှိမှာနီကိုကတနေ့ကိုတန်းတရလောက်ဝင်နေတဲ့ဂိမ်းမှာဖြစ်နေပေမဲ့ဘဝမှာအဲမှုကိုရှုံးခဲ့တဲ့ဆိုတဲ့အမဲဆက်ကိုပြန်ပြီးတော့ထည့်ဆင်နေပါတယ်အားဒါကြောင့်ဘလို့လို့ရင်ကာမော်ရင်တာထစ်ကိုကြောင်းလိုက်မှလဲလို့တိုက်ကားကိုမင်းနေပြီတိုက်ကားလည်း driver ယူလိုက်ပြီဒါအတားမှဂိမ်းတစ်ခုမဟုတ်တဲ့အကြောင်းနဲ့ဂိမ်းတို့အသက်ကိုရင်းနိုင်ရလို့အကျော်စောင့်နေရမဟုတ်ဘူးလို့ပြောပါတယ်မရင်ကျက်တဲ့ရဲ့နီကိုကတော့စိတ်ဆိုးပြီးအပြေုံထွက်သွားပြီးတိုက်ခိုက်ဖို့တဲ့အေးစစ်ကိုလည်းတိုက်ကားကတနည်းအောင်ခေါ်သွားပါတယ်တိုက်ခိုက်ဖို့လုံနေတဲ့တိုက်ကားကိုနီကိုကိုစိတ်ပူလို့စိတ်တို့နေရလားလို့ပြောနေပြီနီကိုကသူ့စီမှာဂိမ်းတစ်ခုကိုရှုံးနေဘူးလို့စိတ်ဝင်စည်းနေရတဲ့ပြီအားဒါကြောင့်လည်းသူကဘတ်စတာတွေကိုတိုက်ခိုက်လို့မရတာလို့ပြောပါတယ်လက်ရှိမှာနီကိုကိုကနေနာဆိုလို့တိုက်ကားပဲရှိရလို့ပြောတယ်တိုက်ကားလည်းမင်းမပြောလဲငါဘတ်စတာကိုနိုင်ယူမှာလို့ပြောကတိုက်ခိုက်ဖို့ဂတ်ဆက်ကိုဖွင့်လိုက်ပါတယ်တိုက်ကခါမော်ရင်စနိုက်တစ်ကိုပြောင်းပြီးရင်အဲမှုကိုကာဝယ်ဖို့ဘီဘိုကရောက်လာပြီးကာဝယ်ပေးနေပါတယ်အဲမှုလည်းတိုက်ကတက်ခဲလို့ရအောင်ရှောင်ပေးလိုက်ပြီးအဲမှုကိုတက်ခဲဖို့တဲ့ပါရာဒိုနဲ့ကန်ကလည်းခါမော်ရင်အထက်ကိုပြောင်းလိုက်ပါတယ်အဲမှုကလည်းပြန်ပြီးတက်ခဲဖို့တဲ့ level 20ရှိရဲ့ Mighty Brother အေးစိတ်ပုံစံကိုရောက်လိုက်ပြီးယောဂထားဖောက်နေရတော့ဂိမ်းညင်စောနေတဲ့နီကိုပေါ်ပြီးလိုက်တားနေပါတယ်တိုက်ကလည်း Vivo ကိုတိုက်ခိုက်ဖို့ level 5ရှိရဲ့ Dragon Knight ပုံစံကိုပြောင်းလိုက်ပြီးအေးစိတ်ကလည်းနှစ်ယောက်ကိုတိုက်ခိုက်ဖို့နှစ်ခုခွဲလိုက်ပါတယ်အေးစင်းနှစ်ကောင်ကတယောက်စီကိုတိုက်ခိုက်ဖို့လုပ်နေပေမဲ့ပါရာတရိတ်ကသူနေဘက်တိုက်ခိုက်ဆိုပြီးနှစ်အောင်စလုံးကိုဆွဲထားလိုက်တာဂန်ကလည်းတိုက်ကားကိုလာတိုက်ခိုက်နေပါတယ်ဂိမ်းဆောင်ဖို့ပဲတည်ရဲ့နီကိုအတတချောင်းအောင်ကဖို့အတတချောင်းကိုရင်းပြီးတိုက်ခိုက်နေရတဲ့တိုက်ကားနဲ့အဲမှုကိုပေါ်ပြီးရတိုက်လိုက်ပါတယ်နီကိုရှင်းမှာဂန်တိုက်ခိုက်တာတွေကိုတိုက်ကားရှယ်ခံနေရပြီဒါအောင်မကြည့်ရတဲ့နီကိုကမငြင်းချင်းအောင်စောင့်နေပေမဲ့ပေါ်ပြီးရဲ့စကားတွေကြောင့်နားလည်သွားပြီနီကိုလည်းတကယ်စီးနဲ့ဂန်ကိုရိုက်လိုက်ပြီးအရှုံးမပေးဖို့တိုက်ကားကိုပြောပါတယ်ဂန်ကတကယ်စီးကိုလွှဲလိုက်လို့လွန်သွားတဲ့နီကိုကိုတိုက်ကားဖမ်းပေးလိုက်ရပါတယ်တိုက်ကလည်းနီကိုရှင်းမှာမရှုံးချင်တာကြောင့် critical strike ကွက်ကိုတုံးနေပြီးဂန်ကိုအဆုံးသတ်တိုက်ကွက်နဲ့တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့မတင်ညို့ဖြစ်တဲ့ဂန်ကတော့ပြန်ကောင်းလာနေပြီတိုက်ကားကိုလည်းပြန်တိုက်ခိုက်နေပါတယ်ပါလာဒီအိတ်ကလည်းကိုတယောက်အိတ်တန်နဲ့ညလုံးကြီးအိတ်တန်ကိုသုံးပြီးအဲမှုကိုတိုက်ခိုက်နေတာဂိတ်ဆုံးကိုရောက်သွားတဲ့အဲစစ်ကလူပိုဆန်အောင်ပြန်ကြောင်းသွားပါတယ်လက်ရှိချိန်ကြီးကြောင်ကြောင်းနေသေးတဲ့ရီဘိုကအဲမှုကိုတိုက်ခိုက်တော့မဲ့ပါလာဒီအိတ်ကိုတိုက်ခိုက်လိုက်ပါတယ်ရီဘိုကအဲမှုကိုကာဝေးရမယ်ဆိုရသူ့ရဲ့တိုင်ဝင်ကြောင့်တိုက်ခိုက်နေရတာဖြစ်ပေမဲ့ပါလာဒီအိတ်ကတော့သူ့ရဲ့တယောက်ရှင်မှုကိုလာခဲ့စီလို့နောက်အောက်ဖိုက်တာပုံစံကိုကြောင်းလိုက်ပြီးရီဘိုကိုအဆုံးသတ်ကွက်နဲ့ရှင်းပြလိုက်ပါတယ်ဒီဘိုရဲ့ data ကိုလည်းဂန်ဘိုက်ဘိုက်ဆိုင်နဲ့ပြန်ဆုံးလာပြီးပါလာတိုထသွားတော့ထုံးစံတိုင်းအဲမှုကခေါင်းနေကြိုက်လာပါတယ်ခါမရိုင်းတာထစ်ကိုပြောင်းလိုက်ခေါင်းနေကိုင်းနေရလို့ပေါ်ပြီးအဲမှုကပြောနေပြီတိုက်ကလည်းနီကိုတယောက်ခိုင်းလို့မင်းရဲ့ခက်ဆက်ကိုတနေ့ကျရင်လာမယ်လို့ပြောသွားပါတယ်ဆရာမတယောက်ထင်းနေတဲ့တိုက်ကတော့စက်တော်တက်ဖက်ရှိသေးရဲ့နီကိုနိုင်ကိန်းနာကိုခံနေရပြီးတိုက်ကားရဲ့ထစ်ကိုကြည့်ပြီးအဲမှုတို့ကတနာနေပါတယ်ဒီနေ့ပိုင်းမှာအဲမှုတွေကဂိမ်းစောရဲ့နိုင်ယူနေပါတယ်အဲမှုနားဦးတော်မသိရဲ့ခါကားမိကိုပေါ်ပြီးအဲမှုကတလောက်ကောင်းကိုင်းနေရကြောင်းခဏနားခမ်းလိုက်တာလို့ပြောနေပြီခါကားမိနဲ့ဆရာမတယောက်ဆိုတာကျမ်းမာဖို့ရေးကြည့်ရလို့ပြောနေပါတယ်အဲမှုလည်းဟမ်ဘာဂါစားဖို့ယူလိုက်ပြီဟမ်ဘာဂါကြီးရဲ့ကြီးလီကိုလမ်းသွားပြီထိုကောင်ကြီးကဘတ်စတာကင်းနဲ့မှတ်သေးသွားတာကြောင့်ထွက်ပြေးသွားတဲ့ဘတ်စတာရဲ့နောက်ကိုလိုက်နေပါတယ်ဘတ်စတာကောင်လည်းကားထဲဝင်ဖို့လုပ်နေပြီဘတ်စတာကောင်လည်းတီးနေတဲ့သူကသူ့ကိုကားထဲကနေမဆောက်လို့အပြစ်တင်နေပါတယ်အဲမှုလည်းဘတ်စတာကိုသူရှင်းပေးပါမယ်လို့ပြောနေပြီယောဂထားလိုက်တဲ့သူလည်းဒီကောင်ကလူကောင်းမှလို့ပြောနေပါတယ်အဲမှုခေါ်ထားလို့ပေါ်ပီယာလည်းရောက်လာပြီးယောဂစစ်ကြည့်တော့သူရှိရကရုံးကောင်စီမှာဘတ်စတာဘိုင်းရန်ကရှိနေပြီထိုနေရာကိုလည်းတိုက်ကားနဲ့နီကိုကရောက်လာပါတယ်တိုက်ကလည်းအဲမှုကိုဘတ်စတာကိုဘသူရင်တတ်နိုင်မလဲဆိုတော့ကြံကြရအောင်လို့ပြောနေတော့ပါရာဒိုကရောက်လာပြီးခါမရိုင်းတာတစ်ကိုကြောင်းလိုက်ကအဲမှုတို့ကလည်းခါမရိုင်းတာပုံစံကိုကြောင်းလိုက်ကြပါတယ်အဲလိုနဲ့အေးစိတ်ကပါရာဒိုနဲ့ချနေပြီတိုက်ကကတော့ဘတ်စတာကိုတိုက်ခိုက်နေပါတယ်ဘတ်စတာကိုတိုက်ခိုက်နေရတော့လူနာတက်ွက်နေရကြောင်းအေးစိတ်လည်းဘတ်စတာကိုရှေ့ရနေကပေးလိုက်ပါတယ်အေးစိတ်ကလည်းပါရာဒီအိတ်ကတိုက်ခိုက်လာပြီးမိုင်းဒီဘရာသာအေးစိတ်ကိုတုံးလိုက်လို့ပြောပါတယ်အေးစိတ်လည်းဒီနေ့ကပေးရဆိုတော့အကုန်လုံးကိုထားခဲ့ရလို့ပြောနေပြီလူနာကဘတ်စတာကိုကဲနိုင်မှဆိုရင်ဒီကက်ဆက်ကိုတုံးလိုက်ပါလို့ပြောပါတယ်ဒီကက်ဆက်ရဲ့နာမည်ကဂျူဂျူဘာခါတည်ပြီးပါရာဒီရဲ့ပြောကြလို့ဒီကက်ဆက်က level 4ဆိုတော့တည်သွားကြပါတယ်
ဘတ်စတာကိုတိုက်ခိုက်တဲ့လူနာတက်ကွက်နေရကြောင်းအေးစစ်လက်ဂျူဂျူဘက်ကဂက်ဆက်ကိုနှိမ့်လိုက်ပြီးထိုးဆန်တဲ့အကောင်လေးတစ်ကောင်အောင်ထွက်လာကအေးစစ်က level 4ပို့ဆန်ကိုညောင်းလိုက်ပါတယ်အဲ့တော့သူ့ကိုတိုက်ခိုက်နေတဲ့တိုက်ခိုက်ရဲ့ကြီးတွေကိုရှောင်ပြီးအာနီနဲ့ကန်ချက်ကိုကျွေးလိုက်ပါတယ်အေးစစ်လက်ဘတ်စတာကိုဘေးကင်းရအောင်တွားရအောင်ဆိုပြီးခေါ်သွားပါတယ်စီယာဌာနကိုရောက်နေတဲ့သူတွေနာမည်ခိုဖူရှိဆူကာတို့ဖြစ်ပြီးဘတ်စတာကောင်ကဘာကောင်မွန်လို့ပြောပါတယ်သူကဂန်ကော်ပိုရေးရှင်းရဲ့ဖွံ့ဖြိုးတိုးတက်ရေးဖွဲ့ရဖြစ်ပြီးခုလိုတို့ထွက်သားပြီးရဲ့နောက်ပဲသူတို့ကဂိမ်းတစ်ခုကိုဖန်တီးနိုင်ပြီပဲထိုဂိမ်းရဲ့ပိုင်းရက်ကသူ့ကိုကိုးစားပြီးဘာကောင်မွန်ကထွက်လာလို့ပြောပါတယ်ဆူကာတို့ကဘတ်စတာကိုကြောက်မှမဲ့စားသူဖန်တီးလိုက်တဲ့ဂိမ်းဆက်ကောင်ကအရင်မှရောက်လာလို့ဝမ်းထောင်တာနေပါတယ်ဘာကောင်မွန်ကလည်းစိုးတန်းတဲ့ဘတ်စတာမို့လို့သူ့ကိုဂိုးဆိုင်ပေးပြီးအဲ့လိုနဲ့2ယောက်ပေါင်းပြီးအခုတို့ level 4 ဂက်ဆက်ကိုဖန်တီးနိုင်ခဲ့ရလို့ပြောပါတယ်ဆူကာတို့ကဘတ်စတာတီးတဲ့ဘာကောင်မွန်ကိုတားတယောက်လို့ထင်နေပြီသူ့ကိုအတန်းနဲ့ဖြစ်စေတဲ့ဘတ်စတာကိုတော့တိုင်ရောစရှိနေပါတယ်အဲ့မှုလည်းဒီကိစ္စကြောင့်ခေါင်းခဲနေပြီပေါ်ပီနဲ့ဘာကာမွန်ကိုကြည့်ပြီးခလားမိရလည်းခေါင်းခဲနေပါတယ်ခွဲစိတ်မှုနဲ့ပြန်လာတဲ့ဟီရိုကြောင့်နေတယ်ပေါ်ပီနဲ့ဘာကာမွန်ကထွက်လာလို့ဟီရိုလည်းဘတ်စတာဆိုပြီးခွဲစိတ်ဖို့လုပ်နေရကြောင်းအဲ့မှုတို့ကအတင်းတားနေရပါတယ်ပေါ်ပီလည်းဘတ်စတာနဲ့ကလူစိုးမှုတဲ့အကြောင်းကိုပြောနေပြီဘာကာမွန်လည်းသူ့ရဲ့ခက်ကြမှာလူစိုးချစ်လို့ဒီနေ့မှသူကကြာရှုံးမဲ့သူပါလို့ပြောပါတယ်ပါရာတိုလည်း level 4 ကက်ဆက်ဖြစ်တဲ့ဂျူဂျူဖတ်ခေါ်ကိုသူကတွေးခဲ့ရလို့ခုလိုတိုပြောနေပါတယ်ခုလိုတိုကတော့သူ့အရင်ကက်ဆက်ကိုထွင်နိုင်သူရှိနေသေးရကြောင်းတဘောမချဖြစ်နေပြီအညာဆုံးရှိသေးချင်နေပါတယ်စီယာဌာနမှလည်းဘာကာမွန်အောင်တယောက်သွားလို့ပြဿနာတက်နေပြီ။ကြောက်သွားတဲ့ဘာကာမွန်ကတခွားသီးပေါ်မှာစောင်းရိမ်နဲ့စာရေးသွားပါတယ်။ရေးသွားတဲ့စာတွေကိုအဲမှုကအတဲတန်းညက်စေလာပြီ။ဘာကာမွန်ကစူကာရီကိုကယ်ချင်နေမှန်းသိသွားပြီ။တခွားသီးကလက်ဆက်နေတော့မှဖြစ်တာကြောင့်ထွက်သွားတာမကြသေးဘူးဆိုတော့သိလိုက်ပါတယ်။အတင်းချောင်းပြီးတောင်းကျမ်းချင်းအောင်ဆောင်နေတဲ့ဘာကာမွန်ကိုတိုက်ခိုက်ဖို့လုပ်နေပါတယ်။ဘာကာမွန်ကစူကာရီကိုကယ်ဖို့ကိုအသေးခံနေရဖြစ်ပြီးဘာကာမွန်ကိုတိုက်ခိုက်လေယောဂပိုထားလာလေဖြစ်လို့အေးစစ်ကတိုက်ခိုက်ကိုတားနေရပါတယ်။ဘာကာမွန်ကလည်းသူ့ကိုအသက်အောင်လို့လူစိုးတရားလိုပြုတ်မှုနေပြီးအေးစစ်ကလည်းဘာကာမွန်ကိုနိုင်ဖို့ဂျူဂျူဘက်ကဂက်ဆက်နဲ့ level 4ပို့ဆန်ကိုကြောင်းလိုက်ပါတယ်။ဘာကာမွန်ပြလိုက်တဲ့ဟာဘာကာပစ္စည်းတွေကိုတိုက်ခိုက်အတန်းနဲ့ပြည့်နေရကြောင်းအေးစစ်လည်းဒီကိန်းကအဲ့လိုဆော့ရတာမဟုတ်ဘူးလို့ပြောပါတယ်။အဲ့တော့အေးစစ်ကဘာကာမွန်ပြလိုက်တဲ့ပစ္စည်းတွေကိုရှောင်ပြီးလက်ကဆော့ပလင်းနဲ့ပြည့်တော့ပစ္စည်းတွေကလေးပေါ်မှာရက်ကုန်ပါတယ်အေးစစ်ကနောက်ထပ်ပစ္စည်းတွေကိုရအောင်လုပ်လိုက်ပြီးအဆုံးသတ်တိုက်ခွက်ကိုတုံးလိုက်တော့ရက်နေတဲ့ဟာမာကာပစ္စည်းတွေကသူ့ချက်အထက်မှာလာဆိုပြီးဟာမာကာတစ်လုံးဖြစ်သွားပါတယ်။အေးစစ်လည်းရလာတဲ့ဟာမာကာကိုဘာကာမွန်ကိုကြွေးကြည့်နေပြီးစားကြည့်ပြီးရတာစီလုံးလိုက်တော့ဘာကာမွန်ကပြုံးရလိုက်ပြီးစူကာရီရဲ့ယောဂါကလည်းပျောက်သွားပါတယ်။နီကိုကတော့တိုက်ကားကိုဟာမာကာဂိမ်းလေးတော့နိုင်အောင်မဆွနိုင်လို့အပြစ်တင်နေပါတယ်။ပုံမှန်ဆိုဂိမ်းယောဂါကြောင့်သွားရင်ဘတ်ဆက်လက်ပျောက်သွားမှာဖြစ်ပေမဲ့ဘာကာမွန်ရဲ့ချင်းနေသေးရကြောင့်ထူးဆန်းနေကြပြီ။ပေါ်ပြီးလက်ဒီဂိမ်းကဘာကာမွန်ကိုပြောအောင်လုပ်ရတာထင်တယ်လို့ပြောနေပါတယ်။ဘာကာမွန်နဲ့စူကာရီကတော့သူတို့တွေအတူနေနိုင်တော့မှမို့ပြောနေကြပါတယ်။ရုတ်တရက်အေးစစ်တို့ကဂိမ်းအေရီယာတစ်ခုတည်းကိုကြောက်သွားကြပြီသူတို့ကိုတိုက်ခိုက်ဖို့အတွက်ခူလိုတိုနဲ့ပါရာတိုကလည်းရောက်လာပါတယ်အဲ့နောက်ကာမရိုက်တာရဲ့အထစ်ကိုတောင်းလိုက်ကြပြီအေးစစ်နဲ့တိုက်ကားကိုတိုက်ခိုက်နေပါတယ် level 4နဲ့ level 50ဖြစ်နေရကြောင်းအေးစစ်တို့ကဘလူးမှရှင်မချနိုင်ဖြစ်နေပြီပါရာဒီအိတ်ကလည်း super speed နဲ့ super straight item ကိုတုံးလိုက်ပါတယ်အဲ့နောက် finisher ကွက်နဲ့အေးစစ်နဲ့တိုက်ကားကိုတယောက်တစ်ချက်စီကံမေးလိုက်ပြီအေးစစ်တို့ကလည်းလူပုံစံကိုပြန်ရောက်သွားပါတယ် level 4 ကက်ဆက်ကိုလည်းပါရာဒီအိတ်ကရောက်သွားပြီဂန်ကလည်းဘာကာမွန်ကို critical ဓာတ်နဲ့တိုက်ခိုက်လိုက်ပါတယ်ဘာကာမွန်လည်းနိုင်တဲ့လောက်ပြန်ပြီးတော့တိုက်ခိုက်နေပြီအဆုံးသတ်မှာတော့ critical ဓာတ်ကြောင့်ပောက်ကွဲသွားပါတယ်ဘာကာမွန်ကမသေးခင်စူကာရီကိုရဲ့အိမ်မက်တိုင်းဂိမ်းတွေကိုဖန်တီးဖို့ပြောခဲ့ပြီးပောက်ကွဲရင်းတည်သွားပါတယ်အဲမှုလည်းဘာကာမွန်ကိုတက်လိုက်လို့စိတ်တို့လာပြီသူ့ရဲ့ညလုံးတွေကလည်းနီလာပါတယ်ကဲလည်းမင်းကဘတ်စတာကိုကူညီပေးနေရလားအဲ့ဒါမင်းရဲ့ခန္ဓာကိုယ်ကိုအတုံးချနေရလို့ပြောပြီးထွက်သွားပါတယ်ဘတ်စတာကိုတက်လိုက်လို့ပါရာတိုလက်ဂန်ကိုတိတ်မချခင်နေပြီခူရိုတိုကတော့သူဖန်တီးခဲ့တဲ့ဂိမ်းကိုသူကြိုက်တာလုံးမယ်လို့ပြောပါတယ်အဲမှုလည်းဟီတိုခူရိုတိုပြောသွားတဲ့စကားတွေကဘာလဲဆိုပြီးမင်းနေပါတယ်တယောက်တည်းဟာမကာစားနေတဲ့စူကာရိုစီကိုခူရိုတိုကရောက်လာပြီးဂိမ်းရောက်က90အောင်နှုတ်လိုက်ပါတယ်ခီရီယာနဲ့တိုက်ကားညိုတဲ့ခွေးစိမှုမလို့ပဲအသွင်ညောင်းနိုင်နေရတော့ဘာလဲလို့မင်းနေပြီဟီတိုကဂက်ဆက်တီကိုသူ့ကိုပေးဖို့နဲ့ကူညီပေးမယ်ဆိုပြီးပြောပါတယ်ရုတ်တရက်အဆက်ပေးတဲ့နီလာကြောင့်အဲမှုလည်းထပ်သွားပါတယ်လူနာဖြစ်တဲ့စူကာရီရဲ့နားမှာခူရိုတိုကရှိနေရကြောင့်ဘာလို့နေရလဲလို့မင်းနေပြီခူရိုတိုလည်းတစားကန်လာရှာလို့ပြောပါတယ်ခူရိုတိုလည်းမင်းတို့အနေချင်းလို့တစားကန်လုံးလိုက်တာလို့ပြောနေပြီဒိုင်ကြောင့်တဲ့ဇူမီထစ်ကိုပြောင်းလိုက်ပါတယ်အဲမှုတို့ကလည်းကာမောရိုနာထစ်ကိုကြောင်းလိုက်ကြပြီတိုက်ကဒရဂွန်လိုင်းကက်ဆက်နဲ့ level 5 position ကိုကြောင်းလိုက်ပြီ3ယောက်တယောက်နဲ့ဂန်ကိုအနိုင်ကျင့်နေပါတယ်စူကာရီရဲ့ကိုရီးယားနေတဲ့မိုတိုဇက်ကထွက်လာပြီးထိုးစံနိုင်သူနဲ့ပြန်မှုပြောပါတယ်အဲမှုလည်းသူ့ရဲ့နောက်ကိုလိုက်ဖို့တယောက်တည်းထစ်ကိုပြန်မောင်းလိုက်ပြီးစပေးရဲ့အိုက်တန်နဲ့မိုတိုဇက်ရဲ့နောက်ကိုလိုက်နေပေမဲ့အချိန်ညင်းနေရကြောင်းလိုက်မှတ်မိဖြစ်နေပါတယ်တိုက်ကဂန်ကို finisher ခွန်းနဲ့တိုက်ခိုက်လိုက်ပေမဲ့ဟိုကမတင်မျိုးထစ်တို့ဒိုင်ယာဒီကပြန်ကောင်းနေတော့ဖြစ်ပြီးဂန်ရဲ့ဆုံးသက်တိုက်ခွက်မှာတိုက်ကလူဘိုဆန်ကိုနှင်းညောင်းသွားပြီးဂက်ဆက်တွေကိုဂန်ယူနေပါတယ်အဲ့တော့အဲမှုကိုနိုင်ယူဖို့အတွက်ဂက်ဆက်တစ်တွေကိုဖန်တီးနေရဲ့အကြောင်းကိုပြောပြီးထွက်သွားပါတယ်လူအသိုံပြန်ပြောင်းတဲ့အဲမှုကခေါင်းနဲ့ကိုက်နေပြီးစီရထန်းထန်းကိုပြန်အောင်လာတဲ့စူကာရီကလည်းအဲမှုကိုအားနာနေပါတယ်အဲမှုလည်းဘာတွေကိုစိတ်ဖိစီးနေရလဲလို့မေးပြီးစူကာကိုလည်းသူကလုံငန်းတဲ့ကျန်နေငယ်ကဂန်ကော်ပိုရေးရှင်းရဲ့ CEO တရားကိုယူထားရပြီးအီရင်းပြိုင်ပွဲတစ်ခုအတွက်ဂိမ်းတစ်ခုကိုထုံးနေရကြောင်းပြောပါတယ်ကိုရိုင်းကယုံကြည်ချက်မရှိပေမဲ့ယုံကြည်မှုနှိမ့်ဝါနေတဲ့အဖွဲ့သားတွေကြောင့်ဂိမ်းကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ရလို့ပြောပါတယ်
အဲမှုလည်းစူကာဦးလုံးမဲ့ခင်းကိုစောကျင်နေပြီလို့ပြောနေတာဟီရိုရိုစီရောလည်းတိုက်ကားဖုံးဝင်လာပြီနှစ်ယောက်တည်းရှိရလားလို့အရင်မေးပြီးမှအေစီနဲ့ကန်ကိုပေးမတွေ့ဖို့ပြောပါတယ်ဘာလို့လဲလို့မေးလိုက်တဲ့ပေါ်ပြီးတော့သူ့မှာအကြောင်းပြချက်နှစ်ခုရှိပြီတကူကကန်အေစစ်ကိုနိုင်ရဖို့ဂက်ဆက်တစ်တစ်ခုကိုဖန်တီးနေရလို့ပြောပါတယ်ဒါတကူကတော့အေစစ်ကအသွင်စက်တိုက်ပြောင်းနေမယ်ဆိုရင်သူ့ရဲ့ရောက်ကပိုဆိုးလာမှာလို့ပြောပါတယ်အေစီရဲ့ဂက်ဆက်တွေကိုသူတော်ယူမယ်လို့ပြောနေကိုနီကိုကပါရိုက်လိုက်ပြီအိုင်ယန်ဂက်ဆက်တွေကသူ့အပိုင်လို့ပြောပါတယ်တိုင်ကာပြောထားတွေကိုတွက်ချက်ပြီးပေါ်ပီလက်အမှုစီမှာဂယုံကရှိနေရလားလို့ပြောပါတယ်ပေါ်ပီလက်အခင်မှန်ကိုပြောပြလိုက်ပါလားလို့ပြောနေပြီဟီရိုလက်အမှုကဆီယာတာနာဆရာဝန်တယောက်ဖြစ်ပြီးအလုပ်ကိုစိတ်နဲ့ထားသူတအုပ်ဖြစ်လို့သူ့မှသာဂယုံကရှိနေမယ်ဆိုရင်ဘာကင်းမှလဲလို့မင်းနေပြီပေါ်ပီလက်ဆေးရန်ထိခိုက်သွားမှာလို့ပြောပါတယ်တဖက်မှာလည်းခရူဒိုဖန်နီနီရဲ့ဂက်ဆက်တစ်ကပြီးသွားပြီတာဒဖန်နစီနဲ့ဘမ်မန်ရှူတင်ဂိမ်းကိုဘာလို့စိတ်ညစ်နေရလဲလို့မေးပါတယ်ခရူဒိုလည်းဒါနဲ့သာဆိုရင်အေစစ်ကသူ့ကိုမနိုင်တော့ဘူးလို့ပြောနေပြီသူဖန်နီနီရဲ့ကာမိုင်းတာခရိုနီကယ်ကပြီးသွားပြီလို့ပြောပါတယ်ပါလာဒိုလည်းအန်အိုနိုင်မဲ့သူကသူပဲထိရမှာလို့ပြောနေပြီခရိုဒိုကတော့အရာတွေကိုယူမဆိုင်ပဲဘာစတာထိတဲ့ပါလာဒိုကိုတော့ထိန်းချုပ်လို့ရပြီလူသုံးတစ်ခုလို့သဘောထားနေရဖြစ်ပါတယ်ဂိမ်းလုံးရဲ့စူကာရုရဲ့ဖွယ်သားလေးစီကိုမိုတိုဆက်ကရောက်လာပြီးတိုက်ခိုက်နေရကြောင်းစူကာရုကဂိမ်းရောကထားပေါက်နေပါတယ်ဘတ်စတာလုံရှားနေပြီဖြစ်တာကြောင့်အဲမှုကသွားဖို့လုံးနေပြီသူ့ကိုတားနေတဲ့ဟီရိုကိုဖုံးဝဲထားတဲ့ကိစ္စနဲ့ပတ်သက်နေရလားဆိုပြီးမေးပါတယ်ဟီရိုတားနေတဲ့ကြားကနေအဲမှုကထွက်သွားလို့ဟီရိုလည်းနောက်ကနေလိုက်လာပါတယ်လူတွေကိုနှောက်ယှက်နေတဲ့မိုတိုဆက်ကိုအေစစ်ကတိုက်ခိုက်လိုက်ပြီးသူ့စီကိုလည်းခူရိုတိုကတလက်ညှိရှောက်လာနေပါတယ်အခုမှရောက်လာတဲ့တိုက်ကလည်းအဲမှုကိုဘာလို့မတားရလဲလို့မေးနေပြီအိုင်ယန်ကဆက်ကသူ့ဘာလို့ပြောနေတဲ့နီကိုခူရိုတိုကကြောက်စရာအကြောင်းပြုံးပြလိုက်တာကြောင့်နီကိုကကြောက်သွားပါတယ်အေစစ်လည်းတိုက်ခိုက်ဖို့အခန်းကိုရွေးလိုက်ပြီးခူရိုတိုကလည်းအစိမ့်ညစ်ထားတဲ့တာတာဖန်နစီဂက်ဆက်ကိုဖွင့်လိုက်ပြီးအရင်ကသူ့ရဲ့ကောင်တယောက်ထည့်ခဲ့ပြီးနဆိုးကိုချင်းမွေးခနဲ့တာတဲ့ဖန်နစီကမိစားပင်ရခင်းနေပြီသူ့ရဲ့လက်ပေက90လို့ပြောပါတယ်အေစစ်ကလည်းတိုက်ခိုက်မှုတဲ့ level 20ပုံစံကိုကြောင်းလိုက်ပေမဲ့တစ်ချက်ချခံရအောင်နဲ့ဒူးပုံစံကိုတင်ကြောင်းသွားပါတယ်သူ့ကိုဒဇာကန်လို့သဘောထားတဲ့မိုတိုဆက်ကကွန်ပလီတက်နေရကြောင်းခူရိုတိုကအပြည့်ရှင်းမှုအတွက်ဒိန်ဂျာနဲ့ဆိုမီထိတ်ကိုကြောင်းလိုက်ပြီးတိုက်ခိုက်နေပါတယ်အဲ့နောက်ခွေတီကတက်နဲ့မိုတိုဆက်ကိုဆုံးသက်လိုက်ပြီးသူ့ရဲ့ဒေတာတွေကိုတော့ဘိုင်ဘိုင်စာနဲ့ပြန်ဆုတ်ထားလိုက်ပါတယ်ဂက်အဲမှုလည်းဂက်ဆက်ကိုပေးမလားအသိခံမလားလို့ပြောနေပြီကောင်းခါနေရဲ့အဲမှုကိုတိုက်ခိုက်ဖို့လုပ်နေရောပါရာဒီရဲ့လက်သီးကိုစားလိုက်ရပါတယ်ပါရာဒီကသူတို့လိုဘတ်စတာတွေကိုခူရိုတိုကအတုံးချမ်းကတက်တက်တိသဘောထားနေလို့တင်းနေရခဲ့ပြီးခူရိုတိုကိုပဲပဲနဲ့ထိုးနေပါတယ်အဲ့နောက်တမိုင်တော့လွင်သွားကိုကန်ညစ်လိုက်ပါတယ်ပါရာဒီကပါဖက်ပါဆယ်ပုံစံကိုကြောင်းလိုက်ပြီးစူပါစတိတ်နဲ့ဖင်နီဆာကွက်ကိုရောသွားပြီးဂန်ကိုတိုက်ခိုက်လိုက်တာဂန်ကလူပုံစံကိုပြန်ကြောင်းသွားပါတယ်ဆေးရိုးသွားတဲ့ခူရိုတိုကမဆာရတဲ့အမဲကိုတဲနဲ့ပတ်ဖို့လုပ်ပြီးအဲမှုစီမှာဂယုံကရှိနေတဲ့အကြောင်းကိုပြောတော့မှဖြစ်တာကြောင့်ဟီရိုတိုက်ကပါရာဒိုတို့ကလည်းမတယောအောင်လာထားနေပေမဲ့နောက်ကျသွားပြီးအဲမှုကိုခူရိုတိုကမင်းရကပောက်မှာပါရမောက်ဆိုဘတ်စတာဘိုင်းရ90ခံရသူတို့ပြောလိုက်ပါတယ်အဲမှုလည်းသူ့မှာဂယုံကရှိနေမှန်းကိုသိပြီးတင်းကျပ်တဲ့စိုက်ပွေစည်းမှုကိုခံစားသွားရတာကြောင့်သူ့ရဲ့ယောဂအားထားဖို့လာပြီးခန္ဓာကိုယ်တွေကနေအဝါရောင်လင်းတန်းတွေထွက်လာပါတယ်ပြီးခဲ့တဲ့ဘိုင်းမှာတော့အဲမှုကသူ့မှာဂယုံကရှိနေမှန်းသိပြီးစိတ်ဖိစီးသွားတာကြောင့်ခန္ဓာကိုယ်တွေကနေဝါရောင်လင်းတန်းနေရထွက်လာပြီးပါရာဒိုကလည်းထိုနေရာကနေကြောက်ခဲ့သွားပါတယ်အဲ့နောက်ရုတ်တရက်အဲမှုကဆီယာဌာနမှပြန်လို့လာပြီးဗါတဲ့ထိခိုက်လဲဆိုတော့မမှတ်မိဖြစ်နေပါတယ်ဟီဒီဝါလည်းယောဂဆိုးနေရတော့ဘတ်စတာထွက်မလာလို့ထူးဆန်းနေပြီသူတို့စီကိုရောက်လာပြီးပေါ်ဆန်ကြောင်းသွားတဲ့အဲမှုကထုတ်ပေးစားတဲ့ပို့ပြီးတော့ထူးဆန်းနေပါတယ်အဲမှုကယောဂထားလာပြီးတောက်ဝင်နေရဖြစ်ပေမဲ့ရခုံသားလို့ခူရိုတိုကဒေါတော်ထက်နေပါတယ်ခူရိုတိုဖန်နီနီရဲ့ကာမလိုင်းတာခရိုနီကယ်ပြီးဖို့ကဘတ်စတာ6ခွင့်ရဲ့ဒေတာတွေလိုအပ်နေပါသေးတယ်ရုံးတဲ့တစ်ခုကဂျပန်ကခမ်းမတစ်ခုမှာမင်္ဂလိတယောက်ကယောဂအကောက်ကားပြနေပြီဒေးချင်းမြစ်သူလိုစားရတဲ့သူကတော်တော်လေးကိုစိုးရတဲ့အကြောင်းကိုပြောနေပါတယ်ကားနေတဲ့ကောင်မလေးရဲ့ရုပ်တရက်ကြီးဂင်ယောဂါထားပေါ်လာပြီးကီမိုနိုနဲ့ဆေးရုပ်ကောက်ကနေပါတယ်တစ်ဖက်မှာလည်းအဲမှုကဂင်ယောဂါကြောင့်အရင်လိုဂိမ်းသေးရဲ့ပို့ဆိုင်ရပြန်ပေါ်လာပြီးပေါ်ပီယိုကစားနေပါတယ်ရုပ်တရက်လူနာချက်ပေးတဲ့ံထွက်လာလို့အဲမှုကဂိမ်းကစားဖို့ချိန်ချပြီဆိုပြီးထွက်သွားပါတယ်ကီမိုနိုနဲ့ဆေးရုပ်ကားနေတဲ့မင်္ဂလိစီအောင်ဟီရိုတို့ကလည်းရောက်လာပြီးသူ့ကိုယ်ထဲမှာဘတ်စတာကောင်ကိုညင်နေရပါတယ်ရုပ်တရက်ကောင်မလေးကရိုဘတ်ဘတ်စတာထစ်ကိုကြောင်းလာပြီးသူ့ရဲ့လက်ဘေးက30ဖြစ်ပါတယ်တိုက်ခိုက်ဖို့လုံနေတဲ့အဲမှုဟီရိုကတားနေပေမဲ့အဲမှုကတော့ရိုဘတ်ကဆန်နဲ့ level 3ပုံစံကိုကြောင်းလိုက်ပါတယ်ဒါပေမဲ့ level ကအစ28ဆားလောက်กว่าနေရကြောင်းသူရဲ့တိုက်ခိုက်မှုတွေကတဲကြီးအလုံးမဖြစ်ပါဘူးအလူနဲ့အဲမှုကြီးပဲခံနေရပြီရုပ်တရက် item တစ်ခုကိုတွေ့သွားတာကြောင့်အေးစိကကျူလိုက်ပြီထို item ကတန်မနီ item ဖြစ်နေရကြောင်းစရုပ်ကောင်ရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရှိနေပါတယ်အေးစိကအပေါ်မှာရှိနေတဲ့ super straight item ကိုလည်းယူလိုက်တာကြောင့်သူရဲ့တိုက်ခိုက်မှုတွေရဲ့စရုပ်ကောင်ပေါ်မှာထိခိုက်မှုရှိနေပါတယ်ပိုက်ခိုက်ခံရပြီးအားနေသွားတဲ့ဘတ်စတာလူပုံစံကိုပြန်ရောက်သွားပြီးတိုက်ခိုက်ချင်နေတဲ့အဲမှုကမိန်းကလေးကိုပိုင်းရပြီးဘတ်စတာကိုနှိုးနေရကြောင်းပေါ်ပီယာတားနေရပါတယ်အဲမှုရဲ့အကျင့်တွေကအရင်လိုမဟုတ်တော့တာကြောင့်ဟီတိုကယောဂဆေးချင်းနေပြီးအဲမှုရဲ့ကိုယ်မှာမူမှန်မှုတွေဖြစ်နေပါတယ်အရင်ကဆိုလူနာကိုဗီယူဆိုင်တက်တဲ့အဲမှုကဂိမ်းထဲပဲဆက်ရောက်နေပြီးဘတ်စတာကိုတိုက်ခိုက်ဖို့ပဲတည်နေရကြောင်းစိုက်ထုတ်သွားတဲ့ဟီတိုကအဲမှုကိုအတီတရားဝင်ဖို့ပြောနေပါတယ်အဲစကားကြောင့်အဲမှုကခေါင်းနေကြိုက်လိုက်ပြီးသူ့ကိုလာထိရဲ့ပေါ်ပြီးကိုလည်းအဆင်ကြီးတဲ့အကြောင်းကိုပြောပါတယ်ဟီရိုလည်းလူနာကိုသူပဲတွားကြည့်လိုက်မယ်လို့ပြောနေပြီးအဲမှုတော့လုံးနိုင်ရဲ့သူလည်းလုံးနိုင်တယ်လို့ပြောပါတယ်လက်ရှိမှာအဲမှုကဆရာဝန်မဟုတ်သေးရကြောင်းကဆက်ကိုယူသွားပြီးပြန်ဝင်လုံးနေတဲ့အဲမှုကိုပေါ်ပြရတားနေရပါတယ်နီကိုလက်တိုက်ကအဲမှုမှာဘတ်စတာဖိုင်းရရှိနေရကြောင်းသူရှုံးနေတာအဲမှုဝမို့ပဲဘတ်စတာကိုလားလို့ပြောနေပါတယ်
စိတ်တွင်းရဲ့အမှုကတော့ပေါ်ပီကိုစော့နေပြီဟီရိုရဲ့လူနာဖြစ်တဲ့ယာမာဒါရဲ့စိတ်ဖိစီးမှုကိုသိရအောင်မင်းနေပါတယ်ယာမာဒါလည်းသူကမကြခင်ဖွင့်လို့တော့မယ်ယူဘအကား跳ဒီပွဲတစ်ခုလည်းပြင်ဆင်နေရဖြစ်ပြီဒါကြောင့်တော့ရဲ့ဖီအားတွေကြောင့်သူကကောင်းကောင်းမလုံးနိုင်ပါဘူးစိုးရိမ်နေတဲ့အကြောင်းကိုပြောပါတယ်ပြောနေရုတ်တရက်ယောဂထားလာပြီးစရုပ်ကောင်ပြန်ထားလာကတယောက်ခွဲသွားပါတယ်ဖီရိုကလည်းစရုပ်ကောင်ရဲ့နောက်ကိုလိုက်ပြီးတိုက်ခိုက်ဖို့ဂဆက်ကိုဖွင့်လိုက်ပြီမယ်ဂဆက်ကိုအမှုကလူလိုက်ပြီးအေစီထစ်ကိုကြောင်းလိုက်ပါတယ်စရုပ်ကောင်နဲ့တိုက်ခိုက်နေတဲ့အေစီကိုဂန်းကလာတိုက်ခိုက်နေပြီးနှစ်ယောက်တစ်ယောက်ဖြစ်နေရကြောင်းအေစီကတူကြီးပဲခံနေရပါတယ်ကအေစီကိုတိုက်ခိုက်ခိုင်းဖို့တာတာဖန်တစီဂက်ဆက်ကိုဖွင့်လိုက်ပြီးဟီရိုကလည်းမိုင်းဒီဂက်ဆက်ကိုယူပြီးဂက်ဆက်ကိုလိုချင်ရင်လာယူလို့ပြောပါတယ်တာတာဖန်တစီကဟီရိုကိုလိုက်တိုက်ခိုက်နေပြီးဟီရိုကလည်းမတေအောင်ရေးနေရပါတယ်အမှုလုံးနိုင်ရင်သူလည်းလုံနိုင်ရမယ်ဆိုပြီးတာတာဖန်တစီကိုဘုံအောင်လုပ်လိုက်တာကြောင့်ကိုမကန်အောင်ပြန်တိုက်ခိုက်နေပါတယ်ဟီရိုကဂက်ဆက်ထစ်ကိုကြောင်းသွားတဲ့တာတာဖန်တစီကိုကောက်ယူလိုက်ပြီးသုံးဖို့လုပ်နေပါတယ်ကန်လည်းသုံးနိုင်မှမဟုတ်ဘူးလို့ပြောနေရကြောင့်ဟီရိုကဂက်ဆက်ကိုဖွင့်ပြီးလက်တွေသုံးရနေပါတယ်level 50ဖြစ်နေရကြောင်းအစာပိုင်းမှာဂက်ဆက်ရဲ့လွှမ်းမိုးမှုကိုခံနေရပြီးဘတ်စတာကောင်လေးကထွက်လာပါတယ်။ဒါပေမဲ့ဟီရိုကအမှုလို့မဟုတ်ပဲစိတ်တဲ့ကြက်ကိုင်းလို့ဖြစ်တာကြောင့်ဂက်ဆက်ကိုထိုင်းနိုင်သွားပြီးဘတ်စတာတွေကိုဖြောက်ပြက်လိုက်ပါတယ်။သူကကဘာတော်ဆုံးဆရာဝန်ဆိုတဲ့ဟီရိုကြောင့်အမှုကခေါင်းထိပ်ကိုက်လိုက်ပြီးလူပေါ်ဆန်ကိုညှောင်းသွားပါတယ်။အဲ့တော့ဘာတွေပြင်းနေရလဲဆိုတော့နားမလည်ဖြစ်နေပြီးအရင်လိုဆရာဝန်အမှုပေါ်ဆန်ဖြစ်သွားပါတယ်။ဟီရိုကနတ်ဆိုးပင်ရဲ့အစွမ်းနဲ့ဘတ်စတာတွေကိုဆင့်ခုန်ပြီးဂန်တို့ကိုတိုက်ခိုက်နေပါတယ်။ level 50နဲ့နတ်ဆိုးပင်ရဲ့အစွမ်းကိုရထားတဲ့ဟီရိုကစရုပ်ကောင်နဲ့အသာလေးတိုက်ခိုက်နိုင်နေပါတယ်။ကန်လည်းဓာတ်အုပ်ထုတ်ပြီးဟီရိုကိုတိုက်ခိုက်နေပေမဲ့သူ့ရဲ့ခဏကိုမှမော်ဆွမ်းကောက်ဝယ်ရှိနေရကြောင်းတိုက်ခိုက်မရဖြစ်နေပါတယ်။ဟီရိုကသူ့ရဲ့ဝိရုံကိုဓာတ်လို့တုံပြီးတိုက်ခိုက်နေတာပေါ်တယ်ရီယာနဲ့ဘတ်စတာတွေပါထုတ်ပြီးတိုက်ခိုက်နေပါတယ်။ကန်လည်းဗရိကဆန်နဲ့အဆုံးသတ်တိုက်ခွက်ကိုတုံးနေပြီ။ဒါပေမဲ့အားရတွေက level 50ဖြစ်နေတဲ့ဟီရိုမရှင်နိုင်ဖြစ်နေပြီ။ဟီရိုရဲ့အဆုံးသတ်ကန်ကျဲအောက်မှာဂန်ရောက်စရုပ်ကောင်မှာခံလိုက်ရပါတယ်။စရုပ်ဘတ်စတာကိုနိုင်ယူလိုက်လို့ယာမာတိုရဲ့ခဏကိုရီယာနဲ့ကြောက်ခွဲသွားပြီးဟီရိုကလည်းသူ့ရဲ့ကက်ဆက်တွေကိုပြိုင်နေပါတယ်။ကန်လည်းထိုးဆိုင်နိုင်စရုပ်ကောင်ကိုဗတ်ပိုက်ဆိုင်နဲ့ဆုံပြီးထွက်သွားပါတယ်။ level 50ရှိရဲ့ဂက်ဆက်ကိုတုံးလိုက်တဲ့ဟီရိုကစိုးချိုးကိုခန်းစားနေရပြီးလဲနီးရဲ့ယာမာတိုစီကိုထုံးနဲ့သွားနေပါတယ်။သူတို့ကိုစောင့်ကြည့်နေတဲ့တိုက်ကလည်းစေးရုံမင်းသားလေးကတော့မက်ဆီမီချင်းနေလုံနေပြီလို့ပြောနေပါတယ်။ယာမာတိုလည်းဟီရိုကိုအကောင်းဆုံးစူးစမ်းပေးခဲ့လို့သူလည်းဟီရိုလိုအကောင်းဆုံးစူးစမ်းပါမယ်လို့ပြောနေပါတယ်။အခုမှအသေးစိတ်ပြန်ကလာတဲ့အမှုကဘာတွေထိခတ်လန့်မသိဘူးလို့ပြောနေပြီးတောင်းပန်နေတဲ့အမှုကိုသူ့ရဲ့ဂက်ဆက်ကိုကြည့်ပေးလိုက်ပါတယ်။တနေရာကနေစောင့်ကြည့်နေတဲ့ပါရာတူကအမှုကိုကြိုးစိုးပါရီလို့ပြောနေပြီးစပွိုင်လာနေနဲ့ပြောရင်အမှုရဲ့ဘတ်စတာဘိုင်းရက်ကိုထိမ့်ပေးခဲ့တဲ့သူကပါရာတူဖြစ်နေပြီ။အမှုရဲ့ခန္ဓာကိုယ်ထဲမှာပါရာတူဝရှိနေရကြောင်းအမှုကဂိမ်းစောဖို့ကိုပဲစိတ်ရောက်နေရဖြစ်ပါတယ်။တိုက်ကလည်းနီကိုကသူ့ကိုဘတ်စတာရှိရလို့ပြောပြီးခေါ်လာလို့ကစားကွင်းကိုရောက်နေပါတယ်။နီကိုလည်းတိုက်ကဂက်ဆက်လူခန့်ပြီးရဲ့နောက်ပိုင်းမှာတိတ်မပြောတယ်လို့ခံစားရလို့ကစားကွင်းကိုခေါ်လာတာဖြစ်ပြီးတိုက်ကလည်းနီကိုကတလုံးမပြောဘူးလို့ထင်လို့လိုက်လာတာဖြစ်ပါတယ်။အလုံးလိုက်လာမှုကြောင့်တိုက်ကရဲ့တေးရဲကြောက်တာကိုနီကိုကတီးသွားပါတယ်။တိုက်ကနဲ့လေးတရားလူမလက်ဖြစ်နေတဲ့အကြောင်းသားကိုလန့်နေပြီးထိုကောင်လေးစီမှလည်းဂိမ်းရောဂါရှိနေပါတယ်။ဟီရိုကလည်းအမှုရှိမှဂက်ဆက်ကိုဖွင့်ပြီးဘတ်စတာကိုထွက်လာအောင်လုပ်ပေမဲ့ထွက်မလာအောင်ကြောင့်ပေါ်ပြီးလည်းအမှုစီမှယောဂမရှိတော့ပါဘူးလို့ပြောနေပါတယ်။အဲ့ဒီချိန်သူတို့စီကိုအရေးပေါ်ချက်ပေးလမ်းဝင်လာတာကြောင့်အညံသွားနေကြပါတယ်။ခိုရိုတိုစီကိုလည်းပါရာတိုကပြန်အောင်လာပြီးသူဘလိုလုံးနေတဲ့ခိုရိုတိုကကာမရိုက်တာခရိုနီကယ်ဂိမ်းကိုပြီးအောင်လုပ်မယ်ဆိုတော့သိနေရကြောင်းပြန်လာတာဖြစ်ပါတယ်။ပါရာတိုသိကြဆိုလို့ကာမရိုက်တာတွေနဲ့တိုက်ခိုက်ချင်တာပဲဖြစ်ပါတယ်။နီကိုကသူတို့စီကိုအညံရောက်မလာတဲ့အမှုတို့ကိုပြစ်တင်နေပြီးကောင်လေးစီမှရှိရဲ့ဘတ်စတာဂျက်ကွန်ဘက်အမျိုးအစားဖြစ်ပါတယ်။ကောင်လေးလည်းသူ့မှာဂိမ်းရောကရှိမှန်းသိလို့ထက်လန့်နေပြီးအဲ့လိုဆိုရင်ဆော်ရမှမဟုတ်ဘူးလို့နီကိုကပြောလိုက်တော့စိတ်ပီစီပြီးဂျက်ကွန်ဘက်ထစ်ကိုကြောင်းလာပါတယ်။ဟီရိုလည်းခွဲစိတ်ဖို့ကာမရိုက်တာထစ်ကိုကြောင်းဖို့လုပ်နေပြီး level 50ဂက်ဆက်ကိုခဏသုံးနေအန်ရရှိလို့သူ့ကိုပေးဖို့တိုက်ကပြောပါတယ်။ဟီရိုလည်းသူ့ဘာသာရအောင်လုပ်မယ်ဆိုပြီးကာမရိုက်တာဘရိထစ်ကိုကြောင်းလိုက်ပါတယ်။အဲ့တော့ဂျက်ကွန်ဘက်ကိုဘတ်စတာကောင်လေးတွေထုတ်ပြီးတိုက်ခိုက်နေပါတယ်။အမှုကိုပေါ်ပြီးကိုပိုပြောနေပေမဲ့အမှုကအရင်လိုဘတ်စတာရဲ့လွှမ်းမိုးမှုကိုခံရမှကြောက်နေရကြအသိမပြောင်းနိုင်ဖြစ်နေပါတယ်။ပါရာတူကလည်းအမှုကိုတိုက်ခိုက်ဖို့ပြောနေပြီးဗရိရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ဂျန်ကွန်ဘက်ကအားနေသွားကြကောင်လေးပို့ဆန်ကိုညှောင်းသွားပါတယ်။ဗရိကပါရာတူကိုတိုက်ခိုက်ဖို့လုပ်နေပြီးကစားဖို့ရှာနေတဲ့ပါရာတူကလည်းခမိုင်းနဲ့ပါရာဒီဂိတ်ပို့ဆန်ကိုကြောင်းလိုက်ပါတယ်။နှစ်ယောက်တိုက်ခိုက်ကြတော့ level 2နေရကြလက်ရည်တူနေကြပြီး level 50ဂက်ဆက်ကိုသုံးပြီးဟီရိုကအရင်ရတက်ပို့ပြီးပြမန်းနေရကြောင်းဘယ်ချိန်ထိသုံးနိုင်မလဲဆိုတော့တိုက်ကစောင့်ကြည့်နေပါတယ်။ပါရာတူကလည်းအတိတိုက်ခိုက်ဖို့အတွက် Now Fighter ပုံစံကိုကြောင်းလိုက်ပါတယ်။ဗရိလည်းပါရာဒီဂိတ်ရဲ့မီတာကိုမော်ဆွဲနဲ့ကနေပြီး level 50ဂက်ဆက်ကိုသုံးတာကြလာပြီးဖြစ်လို့ခဏကူကမခံနိုင်ဖြစ်နေပြီးအားဒါကြောင့်ပါရာဒီဂိတ်ရဲ့တိုက်ခိုက်မှုတွေကိုပဲခံနေရပါတယ်။အားဒါကိုသိရဲ့ပါရာဒီဂိတ်ကရက်လိုက်ပြီး level 50အစွမ်းကိုထိုင်းနိုင်မှပြန်ချမယ်လို့ပြောပြီးထွက်သွားပါတယ်။လဲကျနေတဲ့ဟီရိုနောက်ကိုတိုက်ကရောက်လာပြီးဂက်ဆက်ကိုယူသွားနေတာဟီရိုကတော့တတိမိသွားပါတယ်။အမှုကိုပေါ်ပြီးအတင်များမှုပြောတော့ဘာလို့တူပြီးနေရလဲလို့မင်းနေပြီ။အမှုလည်းအရင်လိုဘတ်စတာသူ့ရဲ့ခဏကိုတိတ်မိန်တော့မှကြောက်တာကြောင့်တော့ပြောပါတယ်။အမှုလိုပဲလူနာသူသဘောကျနေတဲ့ကောင်မလေးနဲ့ကစားကွင်းသွားရင်ဟိုလာကိုစတာစီးရမှာကိုကြောက်နေရဖြစ်ပါတယ်။လူနာအားဒါကြောင့်ကစားကွင်းကိုလာပြီးလေ့ကျင့်နေရဖြစ်ပြီးအခြေအေးဆိုစိတ်ဝင်စားတဲ့ပေါ်ပြီးထပ်ပြီးလေ့ကျင့်အောင်ဆိုပြီးခေါ်သွားပါတယ်။အမှုနဲ့ကြောင်းသားလည်းဟိုလာကိုစတာကိုစိတ်ကောင်းတော့စီးလိုက်ရတာကြောင့်တွေးပြနေကြပါတယ်
တတိမင်းရဲ့ဟီရိုကလည်းတိုက်ကားရဲ့စေးရုံမှာညင်လုံးလာပြီးတိုက်ကားလည်းဟီရိုအန်နီယာတွေကိုအငဲရှောင်တီးမနေဘူးပြောပါတယ်အဲမှုတို့ကလည်းခြားရဲကိုစီးနေကြပြီဒါပေမဲ့တောင်းသားလေးကခြားစီရတာကိုတော့ကြောက်နေရကြစိတ်ပိစီးမှုတွေဖြစ်လာပါတယ်အဲ့နောက်တနေရာကိုကြီးတက်သွားလို့အဲမှုတို့ကနောက်ကနေလိုက်နေရပါတယ်ဒူနာရုံးကကြံထားတာကိုတီးပြီးတွားဖို့လုံးနေတဲ့ဟီရိုသူ့ဘက်ထည့်ရှင်းလိုက်မယ်လို့တိုက်ကားကပြောပါတယ်level 50 gas မှာသူသုံးနေတဲ့ gas ရဲ့ level 50ပုံစံဗန်မတ်ဆန်ယူလေးရှင်းရပါနေရကြောင်းသူပဲတွားရှင်းလိုက်မယ်လို့ပြောနေပါတယ်။ကျောင်းသားလေးကလည်းဂျက်ကွန်မက်ပုံစံကိုညွှန်သွားပြီးပြန်ပြီးတော့တိုက်ခိုက်နေရကြောင်းအဲမှုတို့ကကြီးနေရပါတယ်။အဲမှုလည်း gas ကိုသုံးဖို့လုပ်ပေမဲ့အရင်တို့ပြန်ထည့်မအောင်ကြောင်းနေတော့သူတို့ကခူရိုတိုရှိတဲ့နေရာကိုရောက်သွားကြပါတယ်။ခူရိုတိုလည်းဒီတခါယောဂထားလာရင်အရင်လုံးပြန်ကောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောလို့အဲမှုက gas ကိုသုံးဖို့ပို့ပြီးတော့ကြောက်သွားပါတယ်။ခူရိုတိုကတော့တိုက်ခိုက်ဖို့ဒင်ညာတဲ့ဇွန်မီထစ်ကိုကြောင်းလိုက်ပြီးအဲမှုတို့ညနဲ့ပြစ်ဖို့လုပ်နေပါတယ်။တိုက်ကလည်းထိုနေရောရောက်လာပြီအဲမှုကိုတနာဖို့ကောင်းလိုက်တာလို့ပြောနေပါတယ်။ခံလည်းမိမဟော့ဂက်ဆက်ကရှိလို့လားလို့ပြောလို့တိုက်ကလည်း level 50 ဂက်ဆက်ကိုထုတ်ပြလိုက်ပါတယ်။ဒီကိုလည်းဟီရိုကိုဘာလို့တိုက်ကားကိုတွားခန်းလိုက်တာလဲလို့မင်းနေပါတယ်။ဟီရိုကတိုက်ကားကိုသူတို့ကဆရာဝန်တွေဖြစ်လို့အမတစ်ခုလုံးမဲ့အဲ့ဒီမှာတတလုံးထိခန်းအောင်လုံနိုင်တယ်လို့ပြောနေပါတယ်။တိုက်ကလည်းဟီရိုမင်းကတခါမှမကြောက်ရှုံးမှုသေးတဲ့မင်းသားဖြစ်လို့ဒီပေါ်စလိုက်လုံနေမယ်ဆိုရင်သူ့လိုဖြစ်လာလိုက်မယ်လို့ပြောပါတယ်။သူမှဆုံးချုံးစရာမရှိလို့ဒီအလောက်ကသူနေပဲထိုက်တယ်နဲ့ဆိုပြီးထွက်လာပါတယ်။ဟီရိုလက်တိုက်ကားကိုခွင်းလောက်တာမဟုတ်လေကြောင်းနဲ့ပတ်စတာကိုဖြည့်ရှင်းမှုအကောင်းဆုံးနည်းလမ်းကိုသူသုံးခဲ့ဦးမှာပဲလို့ပြောပါတယ်။တိုက်ကလည်းဗန်မန်ဆန်ယူလေးရှင်းဂက်ဆက်ကိုဖွင့်လိုက်ပြီး level 50% ကိုပြောင်းလိုက်ပါတယ်။အစာပိုင်းမှာ level 50ရဲ့စွမ်းအောင်မထိနိုင်ပေမဲ့ခဏလေးနဲ့အသားကျသွားပါတယ်။ဂျက်ကွန်မက်ကလည်းလေပေါ်ကနေ drone တွေထုတ်ပြီးတိုက်ခိုက်တာကြောင့်တိုက်ကလည်းအောက်ကနေအညောက်ဆန်နဲ့ပြင်ပစ်ပါတယ်။အဲ့တော့စက္ကန့်ပဲပြီးတိုက်ကအကုန်လုံးကိုပြေးချလိုက်တာကြောင့်ဂျက်ကွန်မက်ကအောက်ကိုကျလာပြီးအေးစေရဲ့နေရဲ့ကမ်းမှာအချောင်ခံလိုက်ရပါတယ်။အသွင်ပြောင်းမှုကြောင့်နေတဲ့အဲမှုတိုက်ကလည်းအရန်ကြောင့်နေတဲ့ဂက်ဆက်ကိုထားခဲ့ပြီးအိမ်မာနဲ့အေးစေးနေလိုက်တော့လို့ပြောပါတယ်။တိုက်ကရဲ့စကားတွေကြောင့်မကန်ကျေစိမ့်နဲ့အဲမှုကဂက်ဆက်ကိုနေပြီးခါမွန်းတာထစ်ကိုပြောင်းလိုက်ပါတယ်။အဲ့တော့ဂန်ကိုတိုက်ခိုက်နေပြီးနောက်ကနေတိုက်ခိုက်နေတဲ့ဂျန်ကွန်မက်ကိုတိုက်ကပစ်ချလိုက်ပါတယ်။တိုက်ကကအဆုံးသတ်ဖို့ critical strike တိုက်ကကိုသုံးနေပြီးရှိတဲ့ညညောင်းနေတဲ့ဂျန်ကွန်မက်ကိုပစ်လိုက်ပြီးတော့ဆုံးသတ်လိုက်ပါတယ်။အေးစေးကလည်း critical strike ကွက်နဲ့ဂန်ကိုတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ဟိုကတော့တင်ကောင်းနေတော့ဖြစ်ပြီးဂျန်ကွန်မက်ရဲ့ data တွေကိုပြန်ဆုပ်ပြီးထွက်သွားပါတယ်။အဲမှုရဲ့ကျောင်းသားလေးကိုယောဂမရှိတော့ဘူးလို့ပြောနေပြီးကျောင်းသားလေးကလည်း roller coaster စီးနိုင်မှုအကောင်းဆုံးစူးစမ်းပါမယ်လို့ပြောနေပါတယ်။ပေါ်ပြီးလည်းအခုလေ့ကျင့်ရအောင်ဆိုပြီးအဲမှုကအတင်းခေါ်သွားနေပါတယ်။ဒိန်ထိုင်နဲ့တင်ရောက်လာတဲ့ခူရိုတိုပါလာတိုကဂိမ်းဝပဲပြီးအောင်လုပ်ဖို့ပြောနေပါတယ်။ခူရိုတိုလည်းဒေဂျာတဲ့ဆွမီကက်ဆက်ကိုသူရွေးရတဲ့အကြောင်းအရာဒီကောင်မှ level 10ရဲ့စွမ်းအားတွေဘယ်သူမှမသိသေးရဲ့ level 8ရဲ့အစွမ်းတွေပါရှိနေရအကြောင်းလို့ပြောပါတယ်။ဒါကတော့ Camera AC အပိုင်း19နဲ့20တင်ပြီးနောက်ပိုင်းနေ့ကိုလည်းနောက်နေ့မှဆက်နေပေးမှဖြစ်တာကြောင့် like subscribe နဲ့ comment နဲ့အကြောင်းကိုရေးခဲ့ကြပါဦး